မြတ်စွာဘုရားလက်ထက်တော်ခါတုန်းကဘုရင်တို့တာဝိထိမြို့မှာတငယ်ချင်းအပေါင်းအသင်းပေါင်း900လောက်စုမိပြီးတော့မြတ်စွာဘုရားရဲ့တရားကိုနာရတဲ့အတွက်ကြောင့်တတိတံဝေကရပြီးတော့လူဘဝနဲ့ဒီအကျင့်မြတ်တွေကိုစင်ကြယ်အောင်ကျင့်သုံးနိုင်ဖို့မလွယ်ဘူးဆိုပြီးတော့ညီညီညာညာတိုင်ပင်ပြီးတော့ယဟန်ပြုကြတယ်ယဟန်လည်းပြုပြီးတော့တို့အเจ้าမှာဒီလိုစားကတောက်ခံနဲ့တရားဓမ္မတွေရဲ့အပူဇော်ခံနေုံမျှနဲ့တန်လျာဝတ်ကမလွတ်နိုင်ဘူးအခွင့်အရေးကြုံနေတဲ့အခါကာလမှာအခွင့်အရေးကိုပြီးပြီးပြင်းပြင်းအသုံးချတတ်ဖို့လိုတယ်လို့စိတ်ကူးပြီးတော့မြတ်စွာဘုရားကြီးကကမ္မဋ္ဌာန်းတရားများတောင်းပြီးတော့တောထဲဝင်ပြီးတော့တရားနှလုံးကျင့်သုံးရယဟန်တော်အပါ900အဲ့ဒီတဲကတပားကထူးထူးခြားခြားလိုက်မသွားဘူးကျောင်းတော်မှာကြံနေခဲ့တယ်သူဘလို့စဉ်းစားလဲဆိုတော့တောထဲမှာနေဖို့ထိုင်ဖို့လည်းမလွယ်ဘူးစားဖို့တောက်ဖို့လည်းမလွယ်ဘူးအဲ့ဒီတော့ဒီစေတဝန်ကျောင်းတော်မှာပဲဘုရားရဲ့ဘုန်းကြီးကံရိပ်ကိုမှီခိုပြီးတော့ချမ်းချမ်းသာသာတတ်တတ်သာသာနေရရင်တော့ပို့ပြီးတော့အဆင်ပြေလိမ့်မယ်လို့သူကအဲ့လိုစဉ်းစားတာအဲ့လိုစဉ်းစားပြီးတော့သူကျောင်းမှာပဲနေခဲ့တာဝိจิတန်းကြီးစားကောင်းတောက်ကောင်းရုံလို့တော့တရားနှလုံးတော့ကျင့်သုံးနိုင်ဖို့ဗျာဟုတ်လားအဲ့လိုနေလာရင်းနဲ့ဟိုမှာတော်တဲ့ဝင်ပြီးတော့တရားကျင့်ကြတဲ့ပုဂ္ဂိုလ်တွေသတင်းဝါလာကျွတ်တော့အားလုံးအာသဘောကုန်ခန့်လို့ယဟန္တာဖြစ်ကြတယ်အဲ့ဒီမှာဝမ်းမြောက်ဝမ်းသာတို့တော့ပြုစရာကိစ္စအားလုံးပြီးပြီလူဖြစ်ကျိုးနှက်ပြီရတဲ့ချမ်းသာကိုမြတ်စွာဘုရားကိုရှောက်မယ်ဘုရားဖူးရင်းနဲ့ဆိုပြီးတော့အဲ့ဒီယဟန်တော်တွေမြတ်စွာဘုရားကြီးပြန်ကြွလာလမ်းမှာရွာတရွာဝင်ပြီးတော့ဆွမ်းခံတယ်အဲ့ဒီမှာရွာကတကာကြီးကအဲ့ဒီယဟန်တွေကိုအင်မတန်ကြည်ညိုတော့အရှင်ဘုရားမြတ်စွာဘုရားကြီးရောက်ပြီးရင်ဘုရားတပည့်တော်ရဲ့အိမ်ကိုဆွမ်းဖုံးပြီးကြွပါလို့အဲ့ဒါလိုပင့်လိုက်တယ်ကောင်းပြီတကာကြီးဘုရားဖူးပြီးရင်တော့တကာကြီးရဲ့အိမ်ကိုဆွမ်းသာကြွခဲ့မယ်ဆိုပြီးတော့အဲ့ဒီယဟန်တော်တွေမြတ်စွာဘုရားကြီးရောက်ရှ िख ိုးဥချအလပတလပပြောအဲ့ဒီမှာမြတ်စွာဘုရားကယဟန်တော်တွေရဲ့တရားဓုရခဲ့တဲ့အကြောင်းအသဘောကုန်ခန့်တဲ့အကြောင်းကိုရှောက်လို့သိတဲ့အတွက်ကြောင့်မြတ်စွာဘုရားအဲ့ဒီမှာဝမ်းမြောက်ဝမ်းသာသာဓုခေါ်တယ်သာဓုခေါ်ပြီးတော့စကားတွေတကယ်ကပဲစကားလက်ဆောင်ကြတယ်ပေါ့ဗျာဦးဇင်းတို့လူလောကအနေနဲ့ပြောရမယ်ဆိုရင်အဲ့ဒါကိုတရားနှလုံးကျင့်သုံးဖို့လိုက်မသွားဘဲနဲ့ကျောင်းတော်မှာကြံနေတဲ့ယဟန်တော်တိတ်တာတဲ့သူ့ရဲ့ဘွဲကအဲ့ဒီယဟန်တော်ကအဲ့ဒါကိုတဏှာကနေကြည့်ပြီးတော့ကြားနေတယ်ကြည်စမ်းမြတ်စွာဘုရားကအရေးပေးလိုက်တာသာဓုလဲခေါ်တယ်အရေးယူပြီးတော့စကားတွေလည်းအကြာကြီးပြောတယ်ငါ့ကိုတခါမှမြတ်စွာဘုရားကအဲ့ဒါလို့အဖက်လုပ်ပြီးတော့စကားမပြောဘူးငါ့ကိုလည်းပဲအဲ့ဒါလို့လေးလေးစားစားတန်ဖိုးထားပြီးတော့မြတ်စွာဘုရားစကားပြောတော်မူရင်ကောင်းမှာပဲငါ့ကိုလည်းသာဓုခေါ်ရင်ကောင်းမှာပဲသူတို့မြန်ဟန်ရလိုက်တာဟောပိဿရဲ့အလုပ်ကိုလုပ်ဖို့တုန်းကတော့စိတ်ဝင်စားဘူးဗျာအကျိုးတရားတွေရလာပြီဆိုတော့မှစိတ်ဝင်စားနေလိုက်တာလောကလူတွေဟာအဲ့ဒီတိုင်းပဲအလုပ်ကိုစိတ်ဝင်စားတာအထက်အကျိုးတရားရလဒ်တွေကိုစိတ်ဝင်စားတဲ့လူတွေမများဘူးလားများတယ်ဗျာအကျိုးတရားတက်တက်ကြီးစိတ်ဝင်စားရုံမျှနဲ့အကျိုးတရားဟာမရနိုင်ဘူးအလုပ်ကိုစိတ်ဝင်စားရင်အကျိုးတရားဆိုတာသေချာပေါက်ရမယ်ဟုတ်ရဲ့လားအဲ့ဒါနဲ့သူကဘာလုပ်လဲဆိုတော့အဲ့ဒီယဟန်တော်တွေရဲ့မြတ်စွာဘုရားရဲ့ချီးမြှောက်မှုတွေကိုအားကျပြီးတော့ငါလေးပဲဖြစ်စေရမယ်ဟောပိဿရဲ့အချင်းယူပြီးတော့လုပ်ရမယ့်အလုပ်ကိုအခုရည်တွင်းတူးပြီးတော့အခုရည်ကြီးတောက်ချင်တဲ့စိတ်ချမ်းသာဒုက္ခကိုဖြတ်လန်းကနေရကျင်တဲ့စိတ်တွေသူ့တန်တမှာဖြစ်လာတယ်ဒါလူတဘာဝပဲနော်အဲ့ဒါနဲ့သူဘာလုပ်လဲဆိုတော့တညက်နေလုံးအားထုတ်တဲ့အပြင်းထန်ဘယ်သူမှစကားမပြောတော့ဘူးငါလည်းပဲသူတို့လိုတရားတို့ရစေရမယ်သူတို့တဝါတွင်လုံးအားထုတ်လာတဲ့တရားကိုသူကနာယီပိုင်းအတွင်းရခြင်းတာမဖြစ်နိုင်ဘူးအဲ့ဒါနဲ့မိုးချုပ်လာတော့အားထုတ်နေကြမဟုတ်တော့ညညီလေးတော်တော်လေးနဲ့လာတော့ငိုက်လာတယ်ဟာဟမ်မရဘူးအဲ့ဒါနဲ့အပြင်းထန်ကြီးပဲသူ့မှာအိမ်နေမရဘူးပြာရတွေခတ်ပြီးတော့ဘာလုပ်လဲဆိုတော့ညအိပ်ရမယ့်အချိန်မှာမအိပ်ပါပဲနဲ့အဲ့ဒီအင်မတန်မာကျောတဲ့ကြောက်ဖြာကြီးရှိတယ်လမ်းလျှောက်တဲ့ကြောက်ဖြာကြီးရှိတယ်အဲ့ဒီကြောက်ဖြာပေါ်အပြင်းထန်ရင်းညံသွားပြီးတော့အာထုတ်တယ်အဲ့ဒါနဲ့ညသကောင်လောက်ရောက်လာပြီဆိုတော့ဘယ်လိုမှ तू မထိန်နိုင်တော့ဘူးအဲ့ဒါငိုက်ပြီးတော့အဲ့ဒီနာမှောက်ရက်လဲတယ်ကြောက်ဖြာပေါ်မှာမှောက်ရက်လဲတယ်ချီချိုပြီးတော့အဲ့ဒီမှာအခက်မသိတော့ तू ပေါင်ကျိုးတယ်ဗျာနော်ပေါင်ကျိုးပြီဆိုတော့
သူအဲ့ဒီမှာတီးထန်တဲ့အတန်နဲ့အော်တော့အဲ့ဒီမှာရောက်လာတဲ့စောစောကယဟန္တာ900ဟာတော့တို့တငယ်ချင်းရဲ့အတန်ပဲအဲ့ဒါနဲ့သူတို့ကျင်းဆက်ရအကြောင်းအသီးသီးကနေကြွလာပြီးတော့သူ့ကိုပြုစုရတယ်မိတွေပါတွေထွန်းပြီးတော့အဲ့ဒီမှာမနဲ့တာလင်းရောယောဂကမသက်သာအဲ့ဒါနဲ့ယဟန်တော်တွေအကုန်လုံးဝိုင်းပြုစုမနေ့တုန်းကမြတ်စွာဘုရားကိုလျှောက်ထားတယ်ဒကာကြီးကဖျားဘူးပင်ရဲ့သူတို့ရဲ့အိမ်ကိုစွန့်စားကြွဖို့အဲ့ဒါဘုရားတပည့်တော်တို့စွန့်စားကြွပေးရစီလို့လျှောက်ထားတယ်အဲ့ဒါအာယုံတက်လို့လင်းနေကြီးတော်တော်မြင့်အထိဒီမှာဒီယဟန်ကိုပြုစုနေရတာနဲ့အဲ့ဒီဒကာကြီးရဲ့အိမ်ကိုဆွန့်ဖုံးပြီးမကြွနိုင်ဘူးအဲ့ဒီမှာမြတ်စွာဘုရားကချစ်သားတို့ဘာလို့မသွားကြတော့ဆွန့်ဖုံးပြီးသွားမယ်လို့မင်းတို့ငါလျှောက်ထားတယ်မဟုတ်လားမှန်လားပါဗျာဒီမှာဘုရားကြီးတို့ရဲ့တငယ်ချင်းကြီးကြောက်ပြပေါ်မှာလဲလို့ပေါင်ကျိုးလို့ဘုရားအဲ့ဒီမှာအကျိုးအကြောင်းမြတ်စွာဘုရားကိုရှောက်တယ်ပြင်းပြင်းရဲ့ရလက်တွေဟာဘယ်လိုလဲဆိုတာလေးကိုစဉ်းစားရင်းနဲ့နားထောင်တော့ဒကမာကြီးများလူတယောက်ပြင်းပြီးတော့အဲ့ဒါလိုကြီးဖြစ်တော့ကျန်တဲ့လူတွေပါဒုက္ခရောက်ကုန်တယ်အဲ့ဒီမှာမြတ်စွာဘုရားကဘာပြောတုံးဆိုတော့ချစ်သားတို့တဲ့အဲ့ဒီယဟန်ဟာအခုသာလင်သင်တို့ရဲ့သွားရမယ့်ခရီးကိုသင်တို့ရဲ့ရလာမဲ့လက်လာဘကိုအနှောင့်အယှက်ပြုတာမဟုတ်ဘူးရှင်းတုန်းကလည်းပြုဘူးတယ်ဆိုပြီးတော့ဦးဇင်းတို့ဝရုဏဇတ်ဆိုတာလေးကိုဟောတယ်လှုပ်တဲ့လှုပ်ထိုက်တဲ့အလုပ်ကိုရှင်းဥစွာမလုပ်ရင်ဘယ်လိုဒုက္ခရောက်တတ်တယ်လဲဆိုတာလေးကိုစက်မိလာတော့မြတ်စွာဘုရားဆိုတာအဉာဏ်ကြီးတာဆိုတော့ပြောပြတာပေါ့ဟုတ်လားဝရုဏဇတ်တယ်ဗျာအဲ့ဒါလေးလည်းနည်းနည်းတော့နားထောင်ကြည့်အောင်အိမ်မှာမိမိတို့ရဲ့သားတွေသမီးတွေညီတွေအကိုတွေတကယ်လို့မြင်ပြင်းတဲ့စိတ်ဓာတ်ရှိနေတယ်ဆိုရင်အဲ့ဒီပုံမြင်လေးအဲ့ဒီဇတ်တော်လေးပုံမြင်မဟုတ်ပါဘူးဇတ်တော်လေးပြောပြရတာပေါ့ဟုတ်လားအဲ့ဒီမှာမြတ်စွာဘုရားကချစ်သားတို့တဲ့တခုသောဘဝတုန်းကငါဘုရားအလောင်းတော်ကြီးဟာဒိဋ္ဌပမောက္ခဆရာကြီးဖြစ်တယ်အဲ့ဒီမှာတပည့်တွေငါမှ900လောက်ရှိတယ်တနေ့တော့ရွာတရွာကအဲ့ဒီတပည့်တွေကိုထမင်းစားလာဖိတ်တယ်ဖိတ်တော့ဟုတ်ပြီမနေ့ဖြန်မနေ့ငါရဲ့တပည့်တွေကိုလွှတ်လိုက်မယ်ဆိုပြီးတော့ဆရာကြီးကလက်ခံထားတယ်အဲ့ဒါနေ့လေခင်းနေ့လေနေခင်းရောက်တော့အိမ်မှာထမင်းချက်တဲ့ကျွန်မကလာပြီးတော့ဆရာကြီးကိုပြောတယ်ဆရာကြီးထင်းဆိုင်เสียထင်းမရှိတော့ဘူးဒါကြောင့်ထင်းကုန်သွားပြီအဲ့ဒီမှာတပည့်တွေကိုဆရာကြီးကကိုင်းငါတပည့်တို့တော်လဲဝင်ပြီးတော့ထင်းခွေကြကြည့်ကွာထင်းတယောက်တစ်စီးရအောင်ခွေကြကြည့်ဟာခိုင်းလိုက်တယ်အဲ့ဒီမှာတပည့်တွေ900လောက်အကုန်လုံးပျော်ပျော်ပါပါကြီးတော်တဲ့ကိုထင်းခွေထွက်တယ်အဲ့ဒီထဲမှာခုနတုန်းကပေါင်ကျိုးမဲ့ယဟန်ဖြစ်လာမဲ့လူပြင်းနော်ပါတယ်နော်သူပါတယ်နော်သူလည်းလိုက်တော့တယ်နောက်ကနေတဆိုးလေးပခုံးပေါ်တင်ပြီးတော့လိုက်သွားတယ်အဲ့ဒါဒီပြင်လူလင်နေဒီပြင်ចောင်းသားတွေကတော့တကယ်ပဲတိုးထဲမှာထင်းဖြစ်နိုင်တာတွေအကုန်လုံးလိုက်ရှာပြီးတော့အာကျုံမှန်တဲ့ထင်းတစည်းရအောင်ကြိုးကြိုးစားစားရှာတယ်အဲ့ဒီလူလင်ကတော့တိုးထဲရောက်တော့ရှောက်ကြည့်တယ်ရှောက်ကြည့်တာဘာကြည့်တာလဲဆိုတော့အိတ်ဖို့နေရရှာတာသူကအဲ့ဒါနဲ့ရှောက်ကြည့်ရင်းနဲ့ရေခရက်ပင်ကြီးတစ်ပင်တွေ့တယ်အဲ့ဒီရေခရက်ပင်ကြီးကအရွက်တွေအကုန်လုံးကျွေးနေတော့တစ်ပင်ကြောက်ကြီးနဲ့အင်မတန်တူတယ်ပြင်းတဲ့လူဆိုတာဖြင်းတဲ့သဘောလေးရှိတယ်တိတဲ့တိလိုက်တာဟာပြင်းတဲ့လူအတွက်မသိတာပဲများတယ်အဲ့ဒီတော့ဒါကြီးဟာရေခရက်ပင်ကြီးအဆူကြီးလို့ तू မသိဘူးအဲ့တော့ तू က तू များဖို့တော့အထင်သေးနေသေးတယ်ဟိုကောင်လေးအလိုက်တာဒါတစ်ပင်ကြောက်ကြီးသူတို့မသိလို့ရှောက်ရှားနေတာတကယ်ဆိုရင်ဒီအပင်ကြီးကိုချိုးပြပြီးတော့ယူသွားပြီးတာပဲငါကတော့လူရည်လေတဲ့လူဆိုတော့မဲသူကအဲ့ဒါလိုလဲတွေးသေးတယ်တွေးပြီးတော့အဲ့ဒီရေခရက်ပင်အောက်မှာအစိုးစုပ်လေးခင်းပြီးတော့အဲ့ဒီတစ်မြစ်လေးခေါင်းခုပြီးတော့အိတ်တာပဲသူများထင်းခွေနေတဲ့အချိန်မှာသူဘာလုပ်နေတယ်အိတ်နေတာအဲ့ဒါနဲ့အကုန်လုံးထင်းခွေလို့ပြီးရပြီဆိုတော့သူကတော်တော်ကြီးအိတ်မောကြနေတော့ចောင်းသားတွေကသူ့ကိုခြေထောက်နဲ့နှုတ်ပြီးတော့ဟဲ့ကောင်ထတို့သွားတော့မှဆိုတော့အဲ့ဒီတော့မှပြူပြူပြေးတဲ့သူထလာပြီးတော့ဟာနေကြပါအောင်ဟာတော်တဲ့ငါတယောက်တည်းမနေရဘူးကြောက်လဲကြောက်တတ်တယ်သူကအဲ့ဒါနဲ့မင်းပြင်းတော့ကပြင်းနေပြီးတော့တို့သွားနေမယ်မင်းဖြည်းဖြည်းမှလိုက်ခဲ့ထင်းတစည်းမရသေးတော့သူဆရာကြီးကိုလည်းကြောက်ရတယ်အဲ့ဒါနဲ့အဲ့ဒီရေခရက်ပင်ကြီးပေါ်ကိုအပြေးလွှတ်တက်တယ်အပြေးလွှတ်တက်ပြီးတော့သူထင်းကြောက်တယ်လို့ထင်တဲ့အကိုင်းတွေကိုသူချိုးတယ်အဆူတွေဖြစ်နေတာဆိုတော့တော်တော်နဲ့မကျူဘူးအဲ့ဒါနဲ့မရမကချိုးလင်္ကကြောင်းတော့ရတော့အောက်ပြစ်ချပြီးတော့နောက်ထင်းချောင်းတစ်ချောင်းကိုအလော30ချိုးလိုက်တာအဲ့ဒီထင်းချောင်းကကျိုးပြီးတော့အရှိန်လုံးပြီးတော့မျက်လုံးတစ်ဖက်ကိုလာပြီးတော့ထိုးမိသွားတယ်အဲ့ဒီမှာအဲ့ဒီမျက်လုံးကသွေးတွေထွက်လာ
အဲ့ဒီမှာအဲ့ဒီမျက်လုံးကိုလက်တစ်ဖက်နဲ့ပိတ်ပြီးတော့တစ်ပင်ပေါ်ကခရခဲ့စစ်ဆင်းရတဲ့ထင်းလေး5 6 6 9 9ချောင်းကိုပစိုးလေးနဲ့စီးပြီးတော့နောက်ကနေအပြေးလိုက်တယ်လက်တစ်ဖက်ကမျက်စိကိုပိတ်ထားရတယ်အဲ့ဒီမျက်စိကန်းသွားတယ်အဲ့ဒါနဲ့တငယ်ချင်းတွေနောက်သူမမီပါဘူးအဝေးကြီးမှာပြက်ကြံနေရတယ်အိမ်လေးရောက်တငယ်ချင်းတွေကထင်းနေပါလေအကုန်လုံးစီးပြီးတော့ပုံထားတယ်သူကနောက်ဆုံးမှရောက်တော့သူ့ရဲ့ထင်းစည်းကအပေါ်ဆုံးမှာဖြန့်ပြီးတော့ထားလိုက်တယ်မနဲ့လင်းတော့ကျွန်မဖြစ်တဲ့လူကမနဲ့ခင်းစောစောထမင်းစားသွားရမှာဆိုတော့အစိုးကြီးထပ်ပြီးတော့ထမင်းစားလိုက်မယ်ယာကုတောက်ပြီးတော့သွားကြဆိုဆရာကခိုင်းတော့ယာကုထပ်ပြီးတော့ကြိုတာအပေါ်ဆုံးထင်းတွေကိုဆွဲချလာတယ်ကျွန်မကလည်းခတ်အားဟိုရောက်တော့မီးဖို့တဲ့ရောက်တော့မီးမွေးတယ်ထင်းအဆူတွေနဲ့မွေးတော့မီးကတနေ့ကို1မိနစ်လုံးမွေးလို့မရကိုင်းယာကုတောက်ကြမယ်တို့ရွာကိုဆွမ်းစားထမင်းစားသွားရမယ်ဆိုတော့ယာကုကကြက်ဖို့ဝေလာဝေးလို့မီးတောင်ညှိလို့မရသေးဘူးအဲ့ဒီမှာနေကြီးမြင့်တော်ဆရာကြီးကဟေးငါတပည့်တွေမင်းတို့ဘာလို့မသွားကြတော့အဲ့ဒီမှာယာကုမကြိုဘူးကျွန်မကဆရာကြီးဒီကောင်လေးထင်းနေအဆူတွေခွေးလာတယ်အဲ့ဒီမှာပြဿနာကဆရာကြီးနားပေါက်ကြတော့ဘာဖြစ်လဲလို့စစ်လိုက်တော့ဟိုမှာမျက်စိတစ်ဖက်ကိုလက်နဲ့အုပ်ထားတဲ့လူတရက်ခံကလူတယောက်ပြင်းလာတဲ့ကြံတဲ့လူတွေအကုန်လုံးဆက်ဆက်ရဘာဖြစ်သွားတယ်ဒုက္ခတွေရောက်ကုန်တယ်အဲ့ဒီမှာဆရာကြီးကသူ့ရဲ့တပည့်တွေကိုဂါထာလေးတစ်ပုဒ်နဲ့ဆုံးမတယ်ဘုရားလောင်းဆိုတော့ဉာဏ်ကြီးတာပေါ့ဗျာယောပုဗ္ဗေကရတိယာနိပစ္စံသောကာတုမိစ္ဆတိဝရုဏကထပင်ဇောဝသပ္ပစ္စမနုတ္တပတိယောအကျင့်ပုဂ္ဂိုလ်သည်ပုဗ္ဗေကရဏိယာနိရှိဥစွာလုတ်တင်တဲ့မှုကိုပစ္စနောက်ကာလကြမှာကာတုံပြုခြင်းကအိစ္ဆတိအလိုရှိတယ်သောထိုပုဂ္ဂိုလ်သည်ဝရုဏကထပင်ဇောဝထင်းချိုးလို့မျက်စိကန်းသောလူလင်ကဲ့သို့ပစ္စနောက်ကာလ၌အနုတ္တပတိအဖန်ဖန်တလဲလဲပူပန်ရကုန်၏အရင်လုပ်ရမယ့်အလုပ်ကိုနောက်မှလုပ်ဖို့စိတ်ကူးတဲ့လူတွေဟာအဲ့ဒီထင်းချိုးရင်းနဲ့မျက်စိပြက်သွားတဲ့လူလင်လို့နောက်တစ်ချိန်မှာပူပန်ရတတ်တယ်အရင်လုပ်ရမယ့်အလုပ်နောက်လုပ်ရမယ့်အလုပ်ဆိုတာလောကကြီးမှာရှိတယ်ဒါကတော့ကိုယ်ဉာဏ်ရှိတယ်လို့ဆုံးဖြတ်ချက်ချကြတာပဲနော်ဘယ်အလုပ်ကအရင်လုပ်ရမယ်ဘယ်အလုပ်ကနောက်လုပ်ရမယ်ဆိုတာတယောက်နဲ့တယောက်အဖြစ်ထုတ်ချရင်တူနိုင်မှာမလားမတူနိုင်ဘူးဗျအဲ့ဒါကတော့ဒကာရမတို့ကိုယ်ဉာဏ်ရှိတယ်လို့စဉ်းစားကြရုံပဲဒီမှာဆရာကြီးကတော့ခြုံပြီးတော့ပြောထားတယ်အရင်လှုပ်တဲ့အလုပ်ကိုနောက်မှလှုပ်ဖို့စိတ်ကူးတဲ့ပုံကိုယ်တွေဟာပူရတတ်တယ်တဲ့ဟုတ်တာပေါ့အရင်လှုပ်ရမယ့်အလုပ်ကိုနောက်မှလှုပ်မယ်ဆိုတော့မလှုပ်လိုက်ရသေးခင်မှာအကြောင်းတစ်မျိုးမျိုးကြောင့်လှုပ်ခွင့်မသာတော့ဘူးဆိုလို့ရှိရင်ဘယ်နဲ့လှုပ်မလဲဟုတ်ရဲ့လားအဲ့တော့တရားဓမ္မတို့သဘောပေါက်ပါတယ်တရားတွေအများကြီးနာထားအရင်လှုပ်ရမယ့်အလုပ်ဆိုတာသဘောပေါက်လိမ့်မယ်လို့ထင်ပါတယ်နော်အသက်ဆိုတာအချိန်မရွေးသိနိုင်နေဟုတ်ရဲ့လားအဲ့ဒီတော့ကိုယ်ခေါင်းထဲမှာအမြဲတမ်းအဖြေထုတ်နေတာကတော့အရေးကြီးတယ်လို့ထင်တဲ့အလုပ်တွေကိုအရင်လုပ်ကြတာပါပဲအရေးကြီးတယ်အရေးမကြီးဘူးဆိုတာကလည်းဘယ်လိုပြည်တဲ့တိုင်းပြီးတော့အရေးကြီးတယ်အရေးမကြီးဘူးလို့ဆုံးဖြတ်ချက်ချကြတာလဲတန်ဖိုးကြီးတယ်တန်ဖိုးမကြီးဘူးဆိုတာနဲ့ပတ်သက်ပြီးတော့ဆုံးဖြတ်ချက်ချကြတာတန်ဖိုးကြီးတယ်လို့ထင်တဲ့အလုပ်ကိုအရေးကြီးတယ်လို့ပြောတာပါပဲဟင်ဒီကမကြီးတွေအဲ့ဒါဟုတ်လားတသိန်းတန်နဲ့1000တန်နဲ့ကျုံလာပြီဆိုရင်ဘယ်အလုပ်ကိုအရင်လုပ်မလဲတသိန်းတန်ကိုအရင်လုပ်မယ်တသိန်းတန်က1000တန်အတွက်တန်ဖိုးကြီးတဲ့အတွက်ကြောင့်အရေးပူကြီးတယ်ပေါ့တသိန်းတန်နဲ့ကိုယ့်ရဲ့အသက်နဲ့ကျုံလာပြီဆိုရင်ဘယ်အလုပ်ကိုအရင်လုပ်မလဲအသက်နဲ့ပတ်သက်တဲ့အလုပ်ကိုအရင်လုပ်မယ်အသက်ကြတော့တန်ဖိုးဖြတ်လို့မရတော့ဘူးလေဟုတ်ရဲ့လားအဲ့ဒီတော့အရေးကြီးတယ်မကြီးဘူးဆိုတာတန်ဖိုးကြီးတယ်မကြီးဘူးဆိုတာနဲ့ပတ်သက်ပြီးတော့ဆုံးဖြတ်ချက်ချကြတာအဲ့ဒီတော့ဘာလဲဆိုတော့ကိုယ့်ဘဝမှာဘယ်အရာတွေဟာတန်ဖိုးရှိတယ်ဘယ်အရာတွေဟာတန်ဖိုးမရှိဘူးဆိုတဲ့အတွေးပေါ်မှာမူတည်ပြီးတော့အရေးတွေကကြီးကြတာသူတော်ကောင်းကြီးတွေကြတော့ဘာကအရေးကြီးတယ်လို့သူတို့ကဆုံးဖြတ်ချက်ချတာတရားကအရေးကြီးတယ်လို့သူတို့ကြတော့ဆုံးဖြတ်ချက်ချတာမြတ်စွာဘုရားကလည်းပြောတာပါပဲဗျာတရားရရေးအတွက်ခေါင်းမှာလောင်းနေတဲ့မီးကိုစပင်လောင်းနေတဲ့မီးကိုငြိမ့်သက်တယ်လို့မျိုးဝတ်ထားတဲ့အဝတ်လောင်းနေတဲ့မီးကိုငြိမ့်သက်တယ်လို့မျိုး
အဲ့ဒါလောက်အရေးကြီးရမယ်လို့ဘုရားမပြောဘူးလားတရားဓမ္မတို့ဦးဇင်းတို့တွေကတရားကိုအဲ့ဒါလောက်တန်ဖိုးရှိမှမသိတော့နှိမ်ပြောတာမဟုတ်ဘူးနော်ဒါဦးဇင်းတို့လည်းမသိသေးဘူးတရားကိုအဲ့ဒါလောက်တန်ဖိုးရှိတယ်လို့မသိသေးတော့တန်ဖိုးကြီးတယ်လို့သိတော့သိပါတယ်မသိဘူးတော့မဟုတ်ဘူးဒါပေမဲ့အဲ့ဒါလောက်ကြီးတန်ဖိုးကြီးတယ်လို့တော့မသိသေးဘူးမသိသေးလို့အဲ့ဒါလောက်ကြီးလည်းမလုပ်သေးဘူးဘာတွေအတွက်အရေးကြီးနေတယ်လဲကိုအရေးကြီးတယ်ထင်တာလေကိုတန်ဖိုးထားတဲ့အရာပဲကိုတန်ဖိုးထားတယ်မထားဘူးဆိုတာကလည်းပဲကိုယ့်ရဲ့အသိဉာဏ်ပေါ်မှာမူတည်ပြီးတော့ဆုံးဖြတ်လိုက်တာပဲဒါလေးနည်းနည်းစဉ်းစားရအောင်လို့ဦးဇင်ပြောပြတာနော်အဲ့ဒီတော့တန်ဖိုးကြီးတယ်ဆိုတာတွေနဲ့ပတ်သက်ပြီးတော့ဘယ်အလုပ်ဟာအရင်လုပ်တဲ့တယ်လဲဘယ်အလုပ်ဟာနောက်မှလုပ်တဲ့တယ်လဲဆိုတာတရားဓမ္မတို့ကိုဉာဏ်နဲ့ကိုစဉ်းစားပါဒီမှာဘုရားလောင်းကြီးကတော့ပြောပါတယ်ပုပ္ပေကရဏီယာနိရှိဟုစွာပြုတဲ့လူကိုပစ္စနောက်ကာလကြမှာကာတုံပြုခြင်းကအိရှတိအလိုရှိတယ်သောထိုကဲ့သို့သောမိုင်မဲသောပုဂ္ဂိုလ်သည်ဝရုဏကတ္ထပင်သောဝါထင်းချိုး၍မျက်စိပြတ်သောသူငယ်ကဲ့သို့ပိဿာနောက်ကာလ၌အနုတ္တပတိအဖန်ဖန်တလဲလဲပူပါရပေ၏ပူရတတ်တယ်အရင်လုပ်ရမယ့်အလုပ်ကိုနောက်မှလုပ်တော့ရလက်ကောင်းနေနဲ့လွဲပြီးတော့သွားပြီငါတော့ရှုံးပြီဆုံးပြီလို့တွေးပြီးတော့ပူရတတ်တယ်ပိဿရင်လွဲပြီးရင်ပူရတာပဲကောင်းတာနဲ့လွဲပြီးရင်ပူရတာပဲဟုတ်ရဲ့လားဒါကြောင့်မြတ်စွာဘုရားကအခုဒီမှာပေါင်ကျိုးပြီးတော့သင်္ချစ်သားတို့ရဲ့ခရီးသင်္ချစ်သားတို့ရဲ့ဆွမ်းတီးဟူသောလက်လာဘကိုအနှောင့်အယှက်ပြုသောယဟန်တော်သည်အဲ့ဒီတုန်းကလည်းပဲမျက်စိပြက်ခဲ့တဲ့ကြောင်းသားဖြစ်ခဲ့တာဒီတော့ပိဿပေါင်းသူတော်ကောင်းတို့မြတ်စွာဘုရားကအဲ့ဒီလိုဇတ်တော်ကလေးကိုပြောပြီးတော့တရားဓမ္မတို့ဦးဇင်းတို့မှတ်သားเสียစဉ်းစားเสียဂါထာတစ်ပုဒ်မြတ်စွာဘုရားအဲ့ဒီမှာဟောတယ်ဒါလေးကိုဆက်ပြီးတော့ဦးဇင်းတို့နာယူကြည့်မယ်နော်ဥဒ္ဌာဏကာလံပိယနုဒ္ဓဟာနောယုဝါပလီအလပိယံဥပိတောတန်တဏမနောတန်တဏသင်္ကပ္ပမနောကုတိတောအာလသောပညာယမဂ္ဂံနဝိနတိဘိခဝေပိသလေးပါจิตသားจิตသမီးတို့ဥဒ္ဌာဏကာလံပိထားကြွလုံးလာပြုတဲ့တော်ခါကာလ၌အနုဋ္ဌာဟာနောထားကြွလုံးလာပြုလိမ့်မရှိသောယူဝါပလီပြိုမြင့်နုထွားခွန်အားနဲ့ပြည်စုံသည်ဖြစ်ပါလျက်အလတိယံပြင်းရည်ခြင်းသို့ဥပေတော်ကပ်ရောက်၍နေသောတန်တဏသင်္ကပ္ပမနောယုံဉဏ်သောအတွေးခိုးတို့၌သာလျှင်အချိန်ကုန်၍နေသောကုတိတော်လုံးလာဝရိယမရှိသောအာလတိယောပြင်းရည်သောပုဂ္ဂိုလ်သည်ပညာယဉာဏ်ပညာဖြင့်ဓာထဗံသိတဲ့သိတိုက်သောမဂ္ဂံမဂ္ဂုဏဝိနတိမရနိုင်ပေထားကြွလုံးလာရှိတဲ့အချိန်မှာထားကြလုံးလာမရှိဘဲနဲ့မိမိရဲ့တန်တမာကိုအားတွေညာအားတွေစိတ်ခွန်အားတွေနဲ့ပြည့်စုံနေတဲ့ခွန်အားတွေရှိနေပါလျက်ကနဲ့ပြင်းပြင်းသို့ရောက်နေတဲ့လုံးလာဝရိယနေတဲ့မကောင်းတဲ့အတွေးတွေနဲ့အချိန်ကုန်နေတဲ့အရှင်းမရှိတဲ့အတွေးတွေနဲ့အချိန်ကုန်နေတဲ့ပြင်းရတဲ့ပုဂ္ဂိုလ်ဟာပညာဉာဏ်နဲ့သိနိုင်တဲ့မဲ့ဉာဏ်ဆိုတာကိုမရနိုင်ဘူးတဲ့ဉာဏ်ဘလောက်ကောင်းကောင်းတော့ဒကမာကြီးတွေဟုတ်လားအခွင့်တွေဘလောက်ပဲကောင်းကောင်းအခါတွေဘလောက်ပဲကောင်းကောင်းပြင်းရနေတဲ့ပုဂ္ဂိုလ်ဟာတကယ်စစ်မှန်တဲ့တရားဓုတရားမြတ်ဒုက္ခတွေကိုငြိမ်းစေနိုင်တဲ့တရားဓုတရားမြတ်ကိုမရနိုင်ဘူးတဲ့ကံကောင်းတော်လည်းပဲဝရိယနဲ့ပြီးတော့ပြင်းရတဲ့ပုဂ္ဂိုလ်ဟာစစ်မှန်တဲ့တရားတို့ကိုမရနိုင်ဘူးအဲ့ဒီမှာမြတ်စွာဘုရားပြောတဲ့စကားလေးအသေးစိတ်တရားဓမ္မတို့ဦးဇင်းတို့စဉ်းစားရရှိတာပေါ့နော်ပြိုမြင့်နှုထွားခွန်အားနဲ့ပြည့်စုံပြီးတော့လူကဘာဖြစ်နေတယ်ပြင်းနေတယ်ကြီးလာတဲ့အခါကျတော့ဒီတရားတို့တရားမြတ်တွေရအောင်လုပ်ဖို့ဆိုတာကြားလာလေတွေအခွင့်အလန်းကနဲလေတွေပဲဟုတ်ရဲ့လားဉာဏ်စွမ်းနေလာတဲ့စိတ်ဓာတ်ခွန်အားနေလာတဲ့ခန္ဓာကိုယ်ကချွတ်ယွင်းမှုများလာတယ်များလာတော့နာကျင်ကြိုက်ခဲမှုတွေကပိုပြီးတော့များလာမယ်တဖြည်းဖြည်းနဲ့အခြေအနေကဆုပ်ယုပ်တဲ့ဘက်ကိုတရွေ့ရွေ့နဲ့သွားမနေဘူးလားသွားနေတယ်ဒါကြောင့်ခွန်အားနဲ့ပြည့်စုံနေတဲ့အချိန်မှာမပြင်းကြီးဖို့မလိုဘူးလားလိုတယ်အဲ့ဒါကိုဒကာဓမ္မတို့ဦးဇင်းတို့တွေကတန်တဏသင်္ကပ္ပမနောတဲ့
ကာမဝိတ္တဗျာပါဒဝိတ္တဝိဟိတဝိတ္တကျင့်တဲ့အတွေ့မကျင့်တဲ့အတွေ့လို့တောင်ဥစဉ်ကပြောလိုက်ခြင်းတယ်နော်လောဘနဲ့ပတ်သက်ပြီးတွေးတယ်ဒေါသနဲ့ပတ်သက်ပြီးတော့တွေးတယ်အဲ့ဒီအတွေ့တွေထဲမှာပဲအချိန်ကုန်ပြီးတော့တကယ်နဲ့နေတဲ့တရားတွေကိုလှုပ်တဲ့နေရာမှာလုံးလအင်မတန်နဲပြီးတော့နေတဲ့ပုဂ္ဂိုလ်ဟာတရားတို့တရားမြတ်ကိုမရနိုင်ဘူးတဲ့အဲ့ဒါဦးဇင်းတို့ရဲ့တရားဒုတိယပိုင်းယဟန်ပြင်းဆိုတာအဲ့ဒါကိုပြောတာနော်ကံကောင်းတော်လည်းပဲလုံးလဝရိယနဲနေမယ်ဆိုလို့ရှိရင်တကယ်ရလက်ထူးကြီးနဲ့အလွဲကြီးလွဲတတ်တယ်အခါကောင်းတော်လည်းပဲဝရိယနဲမယ်ဆိုရင်ကောင်းသောရလက်တွေနဲ့ဘာဖြစ်မယ်လွဲမယ်နှစ်ပိုင်းရှိပြီနော်အခွင့်ကောင်းအခါကောင်းကြီးကတော့တကယ်ရှားရှားပါပါကံကောင်းလို့ကျုံမနေဘူးလားကျုံနေတယ်အဲ့ဒါကိုတရားဓမ္မတို့ဦးဇင်းတို့တွေကအတွေးတွေကအရှင်းနေပြီးတော့တန်ဖိုးထားတာတွေလွဲပြီးတော့အရေးတွေကမကြီးတဲ့နေရာကြီးတဲ့နေရာမှာမကြီးပဲနဲ့အဲ့ဒီတော့လုံလတွေကလည်းမထုတ်တဲ့နေရာမှာထုတ်ပြီးတော့ထုတ်တဲ့နေရာမှာမထုတ်တော့ဘူးလေတချို့လုံလဝရိယသိကောင်းတယ်နော်ဒါပေမဲ့ဘယ်နေရာမှာကောင်းနေတာလဲဒါစဉ်းစားရလို့တယ်မြတ်စွာဘုရားကတော့ဟောပါတယ်ဗျာမှားယွင်းတဲ့အဆုံးအမမှားယွင်းတဲ့သာသနာမှာလုံလဝရိယကြီးမယ်ဆိုရင်လုံလကြီးလေဆင်းရဲလေပဲတဲ့မှန်ကန်တဲ့အဆုံးအမမှန်ကန်တဲ့သာသနာမှာလုံလဝရိယနည်းမယ်ဆိုရင်လုံလဝရိယနည်းရင်နည်းတော့အဲ့ဒီလိုဆင်းရဲမယ်တဲ့ပိဋကရင်လုံလဝရိယဆိုတာလေမိစ္ဆာဝါယမလို့ရှိသေးတယ်နော်မှားယွင်းသောအထုတ်မှုဆိုတာဟုတ်လားအဲ့တော့တချို့လုံလတွေကလုံလဝရိယအားကြီးလေလေဆင်းရဲလေလေကြောက်စရာမကောင်းဘူးလားမှန်ကန်တဲ့အဆုံးအမနဲ့တွေ့နေတဲ့အခါမျိုးမှာအဲ့ဒီအဆုံးအမနဲ့အညီကြိုးစားမယ်ဆိုရင်တော့လုံလဝရိယကြီးလေလေချမ်းသာလေလေလုံလဝရိယနည်းလေလေဆင်းရဲလေလေပဲမှားယွင်းတဲ့သာသနာမှားယွင်းတဲ့အဆုံးအမမှာကြတော့လုံလဝရိယကြီးလေလေဆင်းရဲလေလေလုံလဝရိယနည်းရင်သူကနည်းနည်းသက်သာလေတယ်ဟုတ်လားဒါလေးကိုဒကာဓမ္မတို့ကကိုယ့်ဘဝလေးနဲ့ရှင်းပြီးတော့စဉ်းစားကြည့်ပေါ့နော်အရေးမကြီးတဲ့နေရာမှာအရေးကြီးပြီးတော့လုံလတွေကြီးနေတာကတော့သိပ်ပြီးတော့အရေးမပါလှပါဘူးဟုတ်ရဲ့လားအေးဒါကြောင့်တရားရဲ့ဒုတိယပိုင်းကံကောင်းတော်လည်းပဲအခါကောင်းတော်လည်းပဲအတွက်တွေလွဲပြီးတော့လုံလဝရိယကရှိသင့်ရှိတတ်တဲ့နေရာမှာမရှိဘဲနဲ့မရှိသင့်မရှိတတ်တဲ့နေရာမှာရှိနေမယ်ဆိုရင်တော့ကောင်းမြတ်တဲ့လက်လာပါကြီးနဲ့အလွဲကြီးလွဲလိမ့်မယ်အဲ့တော့တရားရဲ့တတိယပိုင်းအလွဲကြီးလွဲရင်တော့အပူကြီးပူရလိမ့်မယ်အလွဲကြီးလွဲရင်တော့အပူကြီးပူရလိမ့်မယ်ဒါကိုဦးဇင်းတို့ဗုဒ္ဓဘာသာဝင်တွေမကပါဘူးတော်တော်များများသောပုဂ္ဂိုလ်တွေပါအင်မတန်အသိများတဲ့ဇတ်တော်တစ်ခုပြောပြမယ်သေရိဝဇတ်တဲ့အဲ့ဒီဇတ်တော်လေးကိုပြောလိုက်ရင်တော့ပိသတ်တို့ကတို့သိပြီးသားလို့ဒါပေမဲ့ဒီဇတ်တော်ကိုမြတ်စွာဘုရားဘာကြောင့်ဟောသလဲဘယ်လိုရည်ရွယ်ချက်နဲ့ဟောသလဲဆိုတာလေးကြတော့တတိထားမိတဲ့လူသိတဲ့လူထိုက်တလောက်နေလိမ့်မယ်လို့ထင်တယ်ဟုတ်လားဇတ်တော်လေးဟောခြင်းရဲ့ရည်ရွယ်ချက်ဘာကြောင့်ဟောသလဲဆိုတဲ့အကြောင်းတရားရွယ်ကုန်တယ်ဒီလိုပြောလိုက်တော့အလုံးသိတယ်နော်ရွယ်ကုန်တယ်ဘာကြောင့်ဒီဇတ်တော်ကိုမြတ်စွာဘုရားဟောလဲဆိုတော့လုံလဝရိယကိုလျှော့တဲ့ယဟန်တစ်ပါးကိုအကြောင်းပြုပြီးတော့ဟောတယ်လို့စာထဲမှာတော့အဲ့ဒါလိုအချင်းချုပ်ဖော်ပြထားတယ်သူထိုက်တဲ့လောက်တော့ကြိုးစားဟန်တူတယ်ကြိုးစားပေမဲ့လို့သူစိတ်ထဲမှာကြိုးစားတဲ့ကြိုးစားမှုပေတံကစံမမီဂိုက်မမီတော့ထိုက်တဲ့လောက်အရာမထင်ဟန်အရာထင်ဟန်မတူဘူးအဲ့ဒီမှာသူ့ရဲ့လုံလဝရိယကိုသူဘာဖြစ်လိုက်မလဲလျှော့ချလိုက်တယ်အဲ့ဒီအချိန်မှာမြတ်စွာဘုရားကဒီလောက်အခွင့်အရေးကောင်းနေတဲ့အခါကာလမျိုးမှာမရမနေကြကုတ်ကြခဲကြိုးစားတဲ့လုံလဝရိယကိုမလျှော့တဲ့ဘူးဒါနေနေရရအလုပ်ကိစ္စမဟုတ်ဘူးဆိုပြီးတော့လုံလဝရိယကိုလျှော့လို့ဒီအခြေအနေကောင်းကြီးနဲ့သာလွဲသွားမယ်ဆိုရင်သင်္ချစ်သားနောက်အကြာကြီးပူရလိမ့်မယ်ဆိုပြီးတော့လွဲရင်ပူရတတ်တယ်ဆိုပြီးမြတ်စွာဘုရားကအဲ့ဒီမှာသေရိဝဇတ်ဆိုတဲ့ရွဲကုန်တဲ့ဇတ်ကိုဟောတာလိပ်ပတ်လည်အောင်အကျမ်းမြင့်လေးတော့ပြောရမယ်နော်တခုသောဘဝတုန်းကဦးဇင်းတို့ဘုရားလောင်းကြီးကရွဲရောင်းစားတဲ့ရွဲကုန်တယ်အဲ့ဒီမှာဒေဝရရဲ့အလောင်းကလည်းသေရိဝဆိုတဲ့နာမည်နဲ့ရွဲရောင်းစားတယ်
တနေ့တော့အရိဋ္ဌပူရဆိုပြီးတော့အရိဋ္ဌတိုင်းပြည်ကိုအရိဋ္ဌမြို့ကိုအဲ့ဒီရွဲကုန်တော်နှစ်ယောက်အတူတူရောက်တယ်နေမြေသတ်မှတ်လိုက်တယ်မင်းကဒီဘက်ပိုင်းကိုရောက်ငါကဒီဘက်ပိုင်းကိုရောက်တယောက်ဝင်ပြီးသားလမ်းကိုတယောက်ဝင်ခွင့်ရှိတယ်မဝင်ရသေးရင်တော့ကြိုပြီးတော့မဝင်ရဘူးအဲ့ဒီမှာဒေဝရအလောင်းဖြစ်တဲ့သေရိဝရွဲကုန်တယ်ကလမ်းတလမ်းကိုဝင်သွားတယ်ဝင်သွားတော့အထေကြီးဖြစ်ပေါ့တစ်ချိန်လုံးကတထေးဖြစ်ခဲ့တယ်အင်မတန်ချမ်းသာခဲ့တယ်အခုလောလောဆယ်တော့အင်မတန်ဆင်းရဲနေတဲ့အိမ်တအိမ်ကိုရောက်သွားတယ်အဲ့ဒီမှာမြင်းမလေးကသူ့ရဲ့အဖွားကိုရွဲဝယ်ပေးဖို့တောင်းပန်တော့အဲ့ဒီမှာရွဲတယ်ကအဲ့ဒီအိမ်ရှိသူ့ရဲ့ရွဲတန်းကိုချငါမြည်ရဲ့ဘာနဲ့ဝယ်မှတော့ဟောဒီမေတဲ့ဘယ်တော့မှမသိဘူးခွက်ကြီးခွက်အိုကြီးတစ်လုံးရှင်းတော့ကတထေးတွေလက်ထက်ကသုံးခဲ့တာအဲ့ဒါကြီးကရွှေခွက်ကြီးဒါပေမဲ့အညှိတွေတက်ပြီးတော့အညှိကြီးတွေဖုံနေမျိုးတွေအလိမ့်လိမ့်တင်းနေတာဆိုတော့ဘာခွက်ကြီးမှသူတို့မသိဘူးအဲ့ဒီခွက်ကြီးနဲ့လွဲရင်တော့ရွဲလေးတစင်စားတော့ရတာကောင်းပါရဲ့အမေကြီးဝဲပေးပါအဖွားဝဲပေးပါဆိုတော့မြေအဖွားနှစ်ယောက်ရွဲဝဲမယ်ဆိုတော့အဲ့ဒီခွက်ကြီးနဲ့လာခွက်ကြီးကိုပြအဲ့ဒီမှာအကလေးနဲ့အသာချစ်ကြည့်လိုက်တယ်အဲ့ဒီခွက်ကိုရွှေခွက်လို့အတက်သိတယ်နော်အဲ့ဒီရွှေခွက်လို့အတက်သိတော့သူဘာစဉ်းစားလဲသူ့ရဲ့စဉ်းစားပုံစဉ်းစားနည်းတကယ်ဆိုရင်သူ့မှာပါတဲ့ပစ္စည်းဟာ1000နဲ့ပို့ပြီးတော့မတန်ဘူးအဲ့ဒီရွဲတွေအကုန်ပေးလိုက်မယ်ဆိုရင်ပေးစရာတော့မလိုဘူးရွဲတကုံလောက်ပေးမယ်ဆိုရင်ဒီခွက်ကြီးမရပြီဘူးလားရတယ်ဒါပေမဲ့သူဘယ်လိုစဉ်းစားလဲဆိုတော့ရွဲတကုံလုံးမပေးနိုင်ဘူးသူတို့လည်းပဲဒီခွက်ကြီးကိုဘာခွက်လို့မသိဘူးအဲ့ဒီတော့ရွဲလေးတစ်လုံးနှလုံးနောက်တစ်ခေါက်ကြမှာပေးမယ်ဒီတစ်ခေါက်တော့နည်းနည်းလေးမူလိုက်အောင်မယ်တဲ့ပေးတဲ့ရင်နောက်တစ်ခေါက်မှပေးမယ်ဒီတစ်ခေါက်တော့နည်းနည်းလေးမူလိုက်အောင်မယ်အချိန်ကိုမဆွဲတဲ့နေရာမှာဆွဲရင်အလွယ်ကြီးလွဲတတ်တယ်ဆိုတာလေးတတိလေးထားပြီးတော့နားထောင်နော်ဦးဇင်းတို့ဒီသာသနာတော်မှာလည်းပဲနောက်ဖျားမျှော်တဲ့ဝါဒအင်မတန်ဆိုးသောဝါးအခုရှိနေတယ်သိလားဒီဖျားရဲ့မျက်နှာမှာအာမနာဒီဖျားရဲ့မျက်နှာမှာမထောက်အရိမေတ္တယနဲ့အော်နေတာတွေမဆိုးဘူးလားဟေးဦးဇင်းတို့လေဒီစတော်ဘုရားကြီးရဲ့ဆုံးမသားတွေကိုတေးသေးချာချာဖတ်ကြည့်ဟုတ်လားအဲ့ဒီတော့ဆိုကြပါစို့ဗျာနောက်တစ်ခေါက်လာမှပဲဒီတစ်ခေါက်တော့အသာကလေးသူတို့ကိုနှက်ထားလိုက်အောင်မယ်ဆိုပြီးတော့ဟန်ပါပါနဲ့မူလီကြီးလုတ်ပြီးတော့အဲ့ဒီခွက်ကိုခတ်တီတီနဲ့မြေကြီးပေါ်ပစ်ချလိုက်ပဲဝက်တောင်မတန်ဘူးတဲ့ဒါမျိုးနဲ့ရွဲလာဝယ်လို့ဘယ်ရမှာလဲသိတဲ့ရင်မစွန့်သားတဲ့နေရာမှာစွန့်သားနေတာနော်ကြတိထရကောင်းတယ်နော်အဖိုးတသိန်းထိုက်တဲ့ဒီရွှေခွက်ကြီးနဲ့ပတ်သက်ပြီးတော့သူအဲ့လိုမျိုးတကယ်မလုပ်သင့်ဘူးနော်ဒါပေမဲ့အဲ့ဒါကိုအချောင်လိုခြင်းနဲ့စိတ်တန်ရာတန်ကြီးမပေးခြင်းနဲ့စိတ်တကယ်ဆိုရင်သူတန်ရာတန်ကြီးတောင်သိပ်ပေးစရာမလိုဘူးနည်းနည်းလေးပေးလိုက်ရင်တောင်ရတော့မှာနော်သိပ်ကောင်းတဲ့အခွင့်ကောင်းအခါကောင်းကြီးကံကောင်းမှုကြီးသူ့ရဲ့လက်ဖွားပေါ်မှာတောင်ရောက်လာတယ်ဒါပေမဲ့အဲ့ဒါသူဘာလုပ်လိုက်လဲအသာပြစ်ချလိုက်တယ်ဘယ်လိုစိတ်ကူးနဲ့ပြစ်ပါတစ်လုံးနှလုံးလောက်ပဲပေးခြင်းလားနော်သူတို့တောင်းတာလေးပေးလိုက်ရင်ပြီးတာပဲအဲ့ဒါလေးလောက်တောင်တန်ရာတန်ကြီးသူမပေးခြင်းဘူးအချောင်လိုခြင်းနဲ့စိတ်အဲ့ဒီစိတ်ကလေးကအမှတ်မထင်ကလေးနည်းနည်းကလေးဖြစ်တာအဲ့ဒါနောက်ဘလောက်ထိအဲ့ဒီအကျိုးဆက်ကြီးကြီးသွားမလဲဆိုတော့မမျှော်မှန်းနိုင်လောက်အောင်ကြီးသွားမယ်အဲ့ဒီအကျိုးဆက်ကအဲ့ဒါနဲ့သူကအဲ့ဒီရွှေခွက်ကြီးပြစ်ချပြီးတော့အထမ်းကိုကောက်ထမ်းပြီးတော့ခတ်တီကြီးနဲ့ထွက်သွားတယ်ကိုမြေးဖွားကလည်းစိတ်မကောင်းဖြစ်ပြီးတော့ငါမြေးရဲ့မင်းဟာကပဲဝက်တောင်မတန်ဘူးတဲ့ကဲဘယ်တက်နိုင်မှာတို့မှပတ်စံမရှိဘဲနဲ့ဆိုပြီးတော့အိမ်ထဲအသာပြန်ခေါ်လာတယ်တအောက်လောက်နေတော့နောက်ထပ်ရွဲကုန်တဲ့တယောက်ရောက်လာတယ်ဦးဇင်းတို့ဘုရားလောင်းသူဝင်သွားပြီးသားလမ်းဖြစ်တဲ့အတွက်ကြောင့်ကုန်တယ်တို့ရဲ့ဂတိသစ္စာသူတို့ရဲ့ဝတ္တရားဝင်ဝင်ရှိသူရောင်းသွားပြီလေကြိုက်တော့ရောင်းသွားပြီလေအဲ့ဒီမှာဘုရားလောင်းကလည်းရွဲဆိုပြီးတော့ဝင်လာတော့အဲ့ဒီကလေးမလေးကဒီရွဲကိုအသေးအတန်ဝစ်ဆင်ခြင်းနေတာဆိုတော့ကိုင်းခြင်းနေတာဆိုတော့လှမ်းကြည့်တယ်ဟောဒီရွဲကုန်တွေကတော့သဘောကောင်းပုံရတယ်အဲ့ဒါနဲ့သူ့အမေကြီးကိုခေါ်အဘွားလာပါဦးဘာလဲနင်ထပ်ပြီးတော့ဝဲခြင်းမြန်ပြီလားဆိုလိုတုန်းကတို့ကိုပိုးစိုးပက်ဆက်ပြောသွားတာမကြားဘူးလားငါရှက်တယ်ဝဲမပေးနိုင်ဘူးနေပါဦးနဲ့ဆိုလိုကရွဲကုန်တွေနဲ့မတူပါဘူးဒါနည်းနည်းလေးသဘောကောင်းပုံရပါတယ်အဲ့ဒါနဲ့ကလေးမလေးကအပြောကောင်းတော့ဘွားကြီးကလည်းရက်ကန်နဲ့ပါလာအဲ့ဒါနဲ့ခုနခွက်ကြီးနဲ့ပဲဝယ်ကြပြန်ရော
ဘိုးတော်ဖះလောင်းကအဲ့ဒီမှာမှတ်ကြောက်ကလေးအသာတင်ပြီးတော့ချစ်ကြည့်လိုက်တော့ဒါရွှေခွဲလို့သိတယ်ကံကောင်းခြင်းသူ့ရဲ့လက်ဖွားပေါ်မှာရောက်လာပြီနော်စောစောကလုံကလည်းရောက်တာပဲနော်အခုဖះလောင်းကတော့ဘလို့အသုံးချမလဲသူ့ရဲ့မူရင်းစိတ်ဓာတ်ကဘလို့ရှိသလဲသူ့ရဲ့မူရင်းစိတ်ဓာတ်ကအဖွာတဲ့ဒါတသိန်းတန်နဲ့ရွှေခွက်ကြီးပဲတဲ့ကျွန်တော်မှဒီပစ္စည်းနဲ့တန်နဲ့ဒီပစ္စည်းနဲ့လဲရလောက်အောင်ထိုက်တန်တဲ့ပစ္စည်းမပါပါဘူးတဲ့ဘလောက်ရိုးသားလဲဒါပေမဲ့ဒီဇတ်တော်ကြီးကိုဦးဇင်းတို့မြတ်စွာဘုရားကရိုးသားမှုရဲ့ဂုဏ်ကိုပေါ်စေခြင်းလို့ဟောတာမဟုတ်ဘူးနော်ရလာတဲ့အခွင့်အရေးကိုလက်လွတ်ဆုံးရှုံးသွားရင်ကြီးကျယ်တဲ့ဒုက္ခတွေကြီးကျယ်တဲ့ပူလောင်မှုတွေတွေ့ရတတ်တယ်ဆိုတာနဲ့ပတ်သက်ပြီးတော့သင်္ကန်းလာရစေခြင်းလို့ဟောတာဒါပေမဲ့ဒီမှာရိုးသားမှုကိုလည်းတွေ့ရတယ်သူ့ရဲ့စိတ်ဓာတ်ကလေးဒါနဲ့ထိုက်တန်တဲ့ပစ္စည်းသူ့မှာပါလေမပါပါဘူးတဲ့အဲ့ဒီလိုပြောတော့အဖွားကြီးကအံ့ဩတယ်အမောင်းတဲ့စောစောကလူကပဲဝက်တောင်မတန်ဘူးဆိုပြီးအဖွားတို့ကိုပို့ချိုးမြစ်ချိုးပြောပြီးတော့သွားတာတဲ့ဒီရွှေခွက်ကြီးကမောင်ရဲ့ဘုံကံကြောင့်ရွှေခွက်ဖြစ်သွားတာနဲ့တူတယ်တဲ့စောစောကပဲဝက်တောင်မတန်ဘူးတဲ့အခုရွှေခွက်ဖြစ်သွားတာမောင်ကံကြောင့်ဖြစ်သွားတာအဲ့ဒါငါမြေးကလေးပန်ဖို့ရွယ်တကုန်းနှစ်ကုန်းရရင်တော်ပြီတဲ့ဖွားကြီးကလည်းပြတ်သားတယ်နော်အဲ့ဒီတော့ဘုရားလောင်းကတောင်းပန်တယ်မယူဘုရားရှင်နဲ့ဒါနဲ့တန်တာမပါဘူးအဲ့ဒီမှာဖွားကြီးကလည်းပြုံးရွှင်ပြီးတော့သဘောကျတာပေါ့ရိုးသားတဲ့လူနဲ့တွေ့တော့အဲ့ဒီတော့မောင်းတိုင်းနဲ့မောင်းကံဒီရွှေခွက်ကြီးကိုယူလာသွားအဲ့ဒီမှာဘုရားလောင်းကဂိုင်းအဲ့လိုဆိုလို့ရှိရင်ကျွန်တော်မှရွယ်ရောင်ပြီးသားအသပြာ900ရှိတယ်ဟောဒီမယောင်းရသေးတဲ့ပစ္စည်းတွေကိုအကုန်တွက်ချက်လိုက်တော့လေအသပြာ900ကိုလောက်ရှိတယ်အဲ့တော့ဒီရွယ်အထန်းကြီးလိုက်အသပြာ900လည်းသူတို့ကိုပေးထားခဲ့တယ်ရွယ်အထန်းကြီးလိုက်အကုန်လည်းပေးတယ်ဘာယူသွားတော့ဆိုတော့ချိန်ဝင်ကလေးရေအဖွားတဲ့အဲ့ဒီတဲကရှစ်အသပြာပြန်ပေးပါဦးဟိုဘက်ကိုမြစ်ကိုကူးဖို့အတွက်ကြောကမရှိလို့အဲ့ဒီရှစ်အသပြာရေသူ့ရဲ့ချိန်ဝင်ရေဒါလေးပဲပြန်တောင်းပြီးတော့လွယ်အိတ်ကလေးရေဒါလေးကိုပဲယူသွားပြီးတော့အကုန်လုံးပါဖြစ်ထားတော့ပေးထားခဲ့တယ်အဲ့ဒါဖွားကြီးကလည်းငွေ900လည်းရတယ်ရွေးတွေလည်းအကုန်လုံးရတယ်ဆိုတော့သူတို့လည်းပြောပြီးတော့နေရရောအဲ့ဒါနဲ့မြစ်စိတ်လည်းရောက်တော့ကရိုသမားကိုရှစ်အသက်ပြအကုန်ပေးပြီးတော့ဂိုင်းအော်ဒါတစ်ခါတည်းငှားသွားတာဘယ်သူမှမတင်တော့မြန်မြန်ကူးဆိုပြီးတော့ဟိုဘက်ကန်းကိုကူးသွားမြစ်တဝက်လောက်လည်းနေရောတဝက်လောက်လည်းရောက်ရောနောက်ကနေအော်တန်ကြားတယ်ဟေးကရိုတဲ့ရက်ပါအောင်ဘယ်သူအော်နေတာလဲဆိုတော့တေရိဝရွဲကုန်တယ်ကအော်နေတာအဲ့ဒီမှာဘုရားလောင်းကမရက်နဲ့မင်းကငါအရှိတပြပေးပြီးတော့ခေါ်လာတာလှေသမားကလည်းမရက်ဘူးဆက်လှော်သွားတာဘာကိစ္စနဲ့သူကရောက်လာတာလဲဆိုတော့ပေးသက်ပေါင်းသူတော်ကောင်းတို့သိပြီးသားဟုတ်လားတစ်ခေါက်ပြန်လာပြီနော်နောက်တစ်ခေါက်ကြာမှရွဲလေးတစ်လုံးနှလုံးပေးမယ်ဒီတစ်ခေါက်ကတော့ဟန်လုတ်ပြီးတော့ရေးတယ်တို့ရဲ့ဆိုင်ပေါ့ဗျာဟုတ်လားဟန်လုတ်ပြီးတော့နေလိုက်တာအဲ့ဒါနောက်တစ်ခေါက်ပြန်လာတယ်ပေးတဲ့ရင်နောက်တစ်ခေါက်ပြန်လာတယ်ရွှေခွက်ကြီးရှိသေးလားရှိတော့အဲ့ဒီမှာကလေးလေးကအိမ်ရှိမှာရွဲတွေလည်းဝင်းလို့သူမျက်လုံးပြူသွားတယ်ခုနတော့ငါနဲ့လဲမယ်ဆိုတဲ့အခွက်ယူခဲ့လေအဲ့တော့ဖွားကြီးကအိမ်ထဲကထွက်လာပြီးတော့စားထဲမှာတော့ဆဲတယ်လို့ဆိုတယ်ဟုတ်လားသူတော်တော်စိတ်နာသွားတာနေမှာပေါ့မင်းတဲ့တော်တော်ရုပ်မာတဲ့လူပဲအဲ့ဒီခွက်ကိုနောက်ရောက်လာတဲ့ကုံတွေကအသပြာတသိန်းတန်တယ်ဆိုပြီးတော့တို့ကိုငွေ1000ပေးသွားတယ်ငွေ900နဲ့ရေ900ဘူးအဲ့ဒီလိုပြောပြီးတော့စူဆဲပြီးတော့လွတ်လိုက်တော့အဲ့ဒီကြတော့မှငါတော့အလွဲကြီးလွဲပြီတော်တော်ကြီးထိတ်လန့်သွားတယ်တုန်လှုပ်သွားတယ်စောတော်တုန်းကသူပြစ်ချလိုက်တဲ့ရွှေခွက်ကြီးကသူ့စိတ်ထဲကမထွက်ဘူးနော်အဲ့ဒါကြီး तू မရနိုင်တော့ဘူးဆိုတာလဲသိလိုက်ရောမရနိုင်တော့ဘူးဆိုတာလဲသိလိုက်ရောစိတ်တွေလုံးဝ तू ရောက်ရက်ခတ်ပြီးတော့တွေးရင်နဲ့စိတ်ကအင်မတန်ပူလာတယ်ပူလာတော့ तू ဘာလုပ်တုံးဆိုတော့ယူကျုံမရထောက်တီးရမရအိမ်တရေမရရွဲတောင်းထဲမှာရှိတဲ့ရွဲတွေကိုအကုန်လုံးပြစ်ကျဲလိုက်တယ်လမ်းပေါ်ခြိုက်တဲ့လူယူနော်တောင်းတွေပါလေအကုန်လွှင့်ပြစ်လိုက်တယ်ထိုးပြားတွေပါလေအကုန်လွှင့်ပြစ်လိုက်တယ်လွှင့်ပြစ်ပြီးတော့သူ့ရဲ့အပေါ်ယုံကိုလည်းပြစ်လိုက်တယ်ပြစ်လိုက်တော့သူဘာယူတော့ဆိုတော့အဲ့ဒီသူတို့ချိန်နဲ့ချိန်ဝင်ကိုအယိုးကိုသူကလက်နဲ့တပွဲလုပ်ပြီးတော့အဲ့ဒီကုံတွေဘယ်သွားလဲလို့မေးတာအဲ့ဒီကုံတွေဒီကအတင်းကျပ်လိုက်လို့မှာ
စောသောတုန်းကအကြီးအသားတစ်ခုနှစ်ခုပေးလိုက်ရင်ရမဲ့ကိစ္စကိုအခုကြတော့အကျဉ်းပဒံလုံးမှရမဲ့အနေအထားမျိုးလို့ तू ထင်သွားပြန်ပြီနော်အေးအဲ့ဒါနဲ့ तू လိုက်သွားတယ်လိုက်တော့မျက်စိရောက်တော့မှီသေးလားမမှီတော့ဘူးမမှီတော့ဟေးရပ်ပါဟိုကလည်းမရပ်ဘူးဆက်သွားတယ်အဲ့ဒီမှာသွားပြီလွဲပြီတဖြည်းဖြည်းနဲ့ဝေးသွားပြီလေဝေးသွားပြီလေအဲ့ဒီဝေးလေသွားပြီသေးချသွားပြီဒါဘယ်လိုမှမရနိုင်တော့ဘူးဆုံးဖြတ်ချက်ကျသွားပြီအိမ်ကလိုက်လာတော့ကတော့အဲ့ဒီလူနဲ့တွေ့ရင်ဒါငါအရင်တွေ့တာဆိုပြီးတော့ဖြည့်ရှင်းပြီးတော့ရယူမယ်ဆိုရင်ယူလို့ရလောက်သေးတယ်ဆိုတဲ့အတွေးလေးကနည်းနည်းရှိနေသေးတော့အမြင်ကလေးကမပြတ်သေးဘူးလေအခုဟိုရွဲကုန်တွေကမရက်တော့ဘူးဟိုဘက်ကရောက်တော့မယ်ဆိုတော့ဆုံးဖြတ်ချက်ကျသွားပြီငါမရနိုင်တော့ဘူးငါမရနိုင်တော့ဘူးဆိုတဲ့အသည့်ဒီသူ့ရဲ့စိတ်နှလုံးကိုအပြင်းထန်ရိုက်ခတ်ပြီးတော့ဒီပါဇက်ကနေပြီးတော့သွေးတွေထွက်လာတယ်စိတ်ကလည်းကြောက်စရာကောင်းတယ်နော်ပါဇက်ကနေသွေးထွက်လာတယ်သွေးအံတယ်ပေါ့အဲ့ဒီကအံလုံးမကအံပူလုံးမကပူတော့အဲ့ဒီနှလုံးကကွဲတောင်ကွဲသွားတယ်အထဲထဲမှာကွဲပြီးတော့အဲ့ဒီနာရင်လဲပြီးတော့ပေးရတယ်မသေးခင်မှာ तू ဘာလုပ်သွားသေးလဲဆိုတော့အဲ့ဒီရွှေခွက်ရသွားတဲ့ကုံတွေကိုအမုန်းကြီးမုန်းသွားတယ်ငါလက်ထဲကလူသွားတာအဲ့ဒီမှာပထမဦးဆုံးဦးဇင်းတို့ရဲ့ဘုရားအလောင်းကိုဒေဝရအလောင်းရဲ့ရံညိုးဖွဲ့ခြင်းတဲ့ပထမဦးဆုံးအဲ့ဒီကစပြီးတော့မုန်းသွားတာနောက်ဘဝတိုင်းတွေ့တိုင်းသူမေတ္တာမဖြစ်နိုင်ဘူးဘယ်လောက်ထိမုန်းသွားတော့ဆိုတော့ဦးဇင်းတို့အခုဘုရားဖြစ်ပြီဆိုတော့ကြောက်တုံးနေလှိမ့်ချမ်းပြီးတော့တတ်တယ်စိတ်လူးများတွေနဲ့ပြစ်ခိုင်းတယ်ဆင်းနေနဲ့နင်းခိုင်းတယ်နောက်ဆုံးအမျိုးတန်ဃာကိုသင်ခွဲပြီးတော့အခုဘယ်ရောက်သွားတော့ဘဝစီမှာရှိနေတယ်အောင်လိုချင်တဲ့စိတ်ကလေးကနေတဖြည်းဖြည်းနဲ့လွဲမပြီးတော့ပြဿနာတွေဟာမကြီးထွားတဲ့မဲ့ကြီးထွားလာပြီးတော့ဟုတ်ရဲ့လားနောက်ဆုံးအညိုးအတေးတွေနဲ့ဘဝနေကုန်မလှမပချုပ်သွားတာအဲ့ဒီမှာမြတ်စွာဘုရားကအဲ့ဒီယဟန်တော်ဝရိယလျှော့တဲ့ယဟန်တော်လေးအမှုပြုတဲ့ပရိသတ်ကိုအင်မတန်အဖို့တန်တဲ့ဂါထာတစ်ပုဒ်ဟောပါတယ်ဣဒစေနံဝိရာဒေလိတတ္တမတ္တနိယမတံဘေခဝေပိသလေးပါจิตာจิตသမီးတို့ဣဒဤသာသနာတော်မြတ်၌တတ္တမတ္တသူတော်ကောင်းတရားဤဣဒံနိယမတံဤကဲ့သို့နိယမတ္တမြတ်သောစခန်းကောင်းကိုစေဝိရာဒေတိအကယ်၍ချွတ်ချောစေညာအံတွန်တင်သည်စီရန်ကြာမြင့်စွာသောကာလပတ်လုံးအနုတပိတ္တိပူပန်ရဘေလတံကောဝိယအဘေသူပူတကဲ့သို့နေဟုမူကားသေရီဝအမည်ရှိသောဝါနေဇောဝကုံနေယောက်ျားငမိုက်သားကဲ့သို့ဒီစိတ်သားတို့ဒီလောက်ကောင်းတဲ့အခွင့်အခါကောင်းကြီးနဲ့ကြုံနေတဲ့အခါကာလမှာနိယာမတ္တမြတ်သောစခန်းကောင်းကိုချွတ်ချော်စေမယ်ဆိုလို့ရှိရင်အကြာကြီးသောကာလတစ်လျှောက်လုံးသင်တို့ပူရလိမ့်မယ်ဥပမာသေရိဝလို့အမည်ရှိတဲ့ကုံတယ်လူမိုက်လို့ပဲတဲ့အဲ့ဒီမှာစကားလေးသုံးလုံးထားတာလေးရှိပါတယ်ဣဒံနိယာမတံနိယာမဆိုတာမြဲတယ်ဆိုတဲ့အဓိပ္ပာယ်နော်နိယာမတ္တလွန်ကောင်းမြတ်သောစခန်းကောင်းကြီးအဲ့ဒါဘာဆိုတာလဲဆိုတော့မဲ့ဉဏ်၄ပါးကိုပြောတာဒီတိတ်ဘာကိုပြောတယ်မဲ့ဉဏ်၄ပါးကိုပြောတာသောတပတ္တိမဲ့ဉဏ်ရပြီဆိုလို့ရှိရင်အပေ၄ပါးမကြခြင်းမြဲတယ်ဒုက္ခတိဘဝမြဲတယ်နောက်ဆုံးခုနှစ်ဘဝပြည့်ရင်ပရိနိဗ္ဗာန်စံမယ်ချမ်းသာဒုက္ခမမြဲဘူးလားမြဲတယ်အဲ့ဒီစိတ်ချရသောအင်မတန်မြဲတဲ့အင်မတန်ကောင်းတဲ့အဲ့ဒီလက်လာဘအကောင်းဆုံးလက်လာဘပေါ့နော်အေးအဲ့ဒါကြီးကိုဒီသာသနာတော်နဲ့တွေ့တဲ့အခါမှာချွတ်ချော်စေမယ်လွဲချော်စေမယ်ဆိုလို့ရှိရင်ဒီရွဲကုန်တဲ့လူမိုက်လိုပဲအကြာကြီးပူရလိမ့်မယ်ဒါလေးကိုပေးသက်ပေါင်းသူတော်ကောင်းတို့ဒီဇတ်တော်လေးနဲ့မိမိတို့ရဲ့အဖြစ်ကလေးကိုနည်းနည်းလေးရှင်းပြီးတော့တွေးနေခြင်းနဲ့ဦးဇင်းကဟုတ်လားနည်းနည်းလေးရှင်းပြီးတော့တွေးကြည့်ခုတက္ကရာမတို့ဦးဇင်းတို့တွေအဲ့ဒီရွှေခွက်ကြီးနဲ့တူတဲ့အခွင့်အရေးနော်ရွှေခွက်ကြီးနဲ့တူတဲ့အခွင့်အရေးကိုလက်ဖွားပေါ်ရောက်နေတယ်နော်ကိုလက်ဖွားပေါ်ကိုရောက်နေတယ်ဒါပေမဲ့ဆုပ်ပိုင်နော်မယူရသေးဘူး
လွန့်ပြစ်မှာလားယူလိုက်မှာလားဒါကတော့ဒီလိုမေးတော့ဒီလိုပြောမှာပေါ့ဗျာဟုတ်လားနော်လူတိုင်းတော့ယူကျင်တာပေါ့ဟုတ်လားဒါပေမဲ့ဒကာဓမ္မတို့ဦးဇင်းတို့စဉ်းစားကြည့်အဲ့ဒီအခွင့်အရေးကြီးကိုယ့်ရဲ့လက်တကံကိုယ့်ရဲ့လက်ဖွားပေါ်မှာရောက်နေပေမဲ့လို့မိမိတို့နေတိုင်းယူရဲ့လားမယူဘူးနော်အတွက်မှားတာပေါ့နော်တခါယူမိုင်းများအတွက်မှားတာစိုးတော့ကရွဲကုန်တယ်လေအတွက်မှားတာပဲတကယ်ဆိုရင်ဒီလောက်ကြီးတာကြီးနဲ့ဒီလောက်လဲတာလေးသေချာပြီးသားဖြစ်ရင်ပြီးရောဆိုပြီးတော့လဲထားလိုက်ရင်ပြီးတာပဲဟုတ်တယ်မို့လားသူလဲမထားပဲနဲ့တကယ်ကိုပဲသူကမစွန့်သားတဲ့နေရာမှာစွန့်သားပြီးတော့မကောင်းတဲ့စိတ်ဓာတ်တွေနဲ့သူအဲ့ဒါလိုတုံ့ပြန်လိုက်လို့သူလွဲသွားတာခုဒကာဓမ္မတို့ဦးဇင်းတို့တွေလည်းပဲအတွက်လွဲတဲ့တည်းဒါပေးလိုက်ရင်ဒါရမယ်သိချာနေတဲ့တချို့ကိစ္စတွေဒါပေးလိုက်ရင်ဒါပြန်ရမယ်အဲ့ဒါကိုဒကာဓမ္မတို့ဦးဇင်းတို့တွေတခါတလေကြတော့အတွက်လဲပြီးတော့ကိုယ့်ဘက်ကပေးရမှာကြီးကိုအကြီးကြီးလို့ထင်နေတာတခါတလေစိတ်ရချမ်းသာမှုတရားဓမ္မနဲ့ပတ်သက်ပြီးတော့ထိုက်တဲ့စီးပွားရေးကိုလက်လွတ်ဆုံးရှုံးရတာမျိုးရှိတဲ့အခါမျိုးလည်းရှိမှာပေါ့ဗျာဟင်ဒကာကြီးဒီမိုင်းများဆိုကြပါစို့အကြောင်းကိုဥပုံဆောင်သွားမယ်ဆိုရင်အဲ့ဒီနေ့စီးပွားရေးကတော့နည်းနည်းတော့လင်းဟင်းမှာပေါ့အဲ့ဒါတော့ပေးရမှာပဲလေကိုကဟိုဘက်ကပြန်ရကျင်တာကဒါတဲ့အဖို့တန်တယ်လို့ယုံကြည်တယ်ဆိုရင်ဒီဘက်ကပေးရတာကိုနှမျိုးစရာလိုလားဒါကစီးပွားရေးတစ်ခုတည်းကိုဆိုလိုတာမဟုတ်ဘူးနော်ပညာရေးလူမှုရေးဘာရေးညာရေးအမျိုးမျိုးရှိတယ်ဒီတရားအတွက်ကျန်တာတွေကိုစတေးရတာတွေစွန့်ရတာတွေရှိမှာပေါ့ဗျာအဲ့ဒါတွေကိုမိမိတို့မစွန့်နိုင်တဲ့အခါမျိုးမှာဟိုဘက်ကတရားချမ်းသာဆိုတာကိုလက်လွတ်သွားရောဟုတ်လားတခါတလေဘဝမှာကြက်သေးတယ်ဒါစွန့်မှဒါရမယ်ဆိုတဲ့အနေအထားမျိုးမကြုံဘူးလားအဲ့ဒီအချိန်မှာကိုဘယ်လိုတွက်မလဲကိုရဲ့အတွက်တခါတလေလွယ်လွယ်လေးအဖြေထွက်နိုင်တဲ့ပု္ပ္ပာကိုပဲအတွက်လွဲတာတွေရှိတင်းနဲ့နှစ်နဲ့ပေါင်း3ဖြစ်တယ်လွယ်လွယ်လေးဒါပေမဲ့ဉာဏ်ကနည်းတယ်ဆိုရင်အဲ့ဒါကိုအဖြေက4ထွက်ချင်ထွက်နေရော5ထွက်ချင်ထွက်နေရောဟုတ်လားအဲ့ဒီတော့အဖြေထွက်တဲ့အဖြေကဘာကြောင့်မှားတယ်ဆိုတော့တွက်ပုံတွက်နည်းမှားရင်ထွက်လာတဲ့အဖြေတွေကလည်းမှားကုန်ရောနော်တကယ်ယူမိုက်များအခုဒီကုန်းလေးဟာသူအတွက်မှားတာနော်အတွက်မှားတာခုဒကာဓမ္မတို့ဦးဇင်းတွေတွေကတော့ဘုရားယန္တာအရိယာပုဂ္ဂိုလ်ကြီးတွေကတွက်ပြထားခဲ့တာတွေရှိတယ်ဒါအတွက်ဒါတွေကိုစွန့်ဖို့အတွက်မင်းတို့မတွန့်နဲ့ဘူးသူတို့တွက်ပြတယ်နော်ဒါရဲ့တန်ဖိုးကဘယ်လောက်ဒီဟာရဲ့တန်ဖိုးကဘယ်လောက်ဘုရားတွက်မပြဘူးလားဘုရားတွက်ပြတယ်ဗျအဲ့ဒါတွေကိုဒကာဓမ္မတို့ဦးဇင်းတွေကကိုညံကလေးကိုတိတ်အထင်ကြီးပြီးတော့ကိုတွက်ကိန်းနဲ့ကိုလည်းတွက်နေတာပဲဟင်ဒီမကြီးတွေတွက်နေတာမဟုတ်လားအဖြေတွေလည်းနေတိုင်းထွက်နေတယ်မဟုတ်လားဟင်ထွက်တယ်မနဲ့လင်းလာရင်တွက်နေတာဘာလို့ရမလဲဘယ်သူကလို့ပြောရမလဲတွက်နေတယ်တော့ပြောရမှာလည်းပဲတွက်ပြီးတော့ပြောရတာပဲအလုံးလုံးတာလည်းတွက်ပြီးတော့လုပ်တာပဲကိုတွက်လို့ကိုထွက်တဲ့အဖြေအတိုင်းပြောကြတယ်လုပ်ကြတယ်လှုပ်ရှားကြတယ်အဲ့ဒီအတိုင်းအကျိုးရလဒ်တွေကလည်းရကြတာပဲအတွက်မှန်ဖို့လိုတယ်ဟုတ်လားသူတော်ကောင်းကြီးတွေကတော့သူတို့ရဲ့ဉာဏ်နဲ့သူတို့တွက်ပြတာပဲဦးဇင်းတို့ကဖရားဗျာသူ့ရဲ့သားရာဟုလားအင်မတန်ချစ်စရာကောင်းတယ်ပေါ့နော်သားလေးကလာပြီးတော့အမွေမတောင်းဘူးလားငွေတောင်းတယ်ရတော်တရားလွတ်လိုက်တာရွှေဦးကြီးလေးလုံးရှိတယ်မောင်းဖခင်ရဟန်းပြူတွေကစားအခုမရှိတော့ဘူးတော်တောင်းကြီးမြတ်စွာဘုရားအဲ့ဒီအမွေတွေပေးလားဘယ်အမွေပေးတာလဲကရုံးတုံးပြီးတော့သင်္ကန်းဝတ်ပေးလိုက်တာဘာမှလည်းမြင်ရတာမဟုတ်ဘူးနော်ဒါပေမဲ့ဘုရားအကုန်သိတယ်ဒါကဘလောက်တန်တယ်ဟိုဟာကဘလောက်တန်တယ်ဘုရားသိတယ်ခင်ဗျားတို့ကျုပ်တို့လည်းပဲထိုက်တဲ့လောက်ဉာဏ်ရှိတဲ့အတွက်ကြောင့်ထိုက်တဲ့လောက်တော့စားဝါမိတယ်သို့တော့ဉာဏ်ကမကြည်တဲ့အခါကျတော့တခါတလေကျတော့စိတ်တွေကဝေဝါးပြီးတော့ဘယ်ဟာကဘလောက်တန်လို့ဘယ်ဟာကဘလောက်တန်မှမသိဘူးအဲ့လိုတန်ဖိုးတွေကိုခွဲခြားပြီးတော့မသိတော့ဝေဝါးနေတော့ကိုတန်တဲ့ထင်တယ်ကိုအဖိုးတန်တဲ့ထင်တာကြီးကိုဇွတ်ယူလိုက်ကြရောလက်ထက်ရောက်တော့မှဘာမှသုံးမရမှန်းသိရတယ်အဲ့ဒီအချိန်မှာဟိုဘာကမရှိတော့သဘောပေါက်လားအခုဒီမှာလည်းပဲတေရိဝကုံတယ်ဟာနည်းနည်းပေးလိုက်ရင်ရမယ့်ကိစ္စကိုအဲ့ဒီနည်းနည်းကို तू မစွန့်နိုင်ဘူးဘာကိစ္စမစွန့်နိုင်ရတယ်လဲဒါ तू ရွှေခွက်ကြီးမှလည်းသိနေရင်ဒကာမတို့ဦးဇင်းတွေလည်းပဲခုမသိသေးဘူးနော်သိမယ်ဆိုတာလည်းသိကြတော့သိတယ်ဒီပစ္စည်းဥစ္စာတွေဒီပိုင်ဆိုင်မှုပတ်သက်မှုတွေဆိုတာဘလောက်အရေးကြီးတယ်လေသူတို့အရေးကြီးလားတဘဝဘောဟုတ်လားဒီသာသနာနဲ့ပတ်သက်ပြီးတော့ရမယ်မဲ့ညံဖုန်ညံတွေအကယ်၍မြင်ရခဲ့မယ်ဆိုရင်တသံတရားလုံးသာစိတ်ချရမှာ
ရွှေကွက်ကြီးလို့တော့သိတယ်နော်ဒကမာကြီးတွေဟမ်သိတယ်မဟုတ်လားသိပေမဲ့လို့တခါတရံမှာအသိဉာဏ်တွေကဝေဝါးပြီးတော့မှုံမှားနေတဲ့အခါကျတော့ကိုတန်ဖိုးမရှိပါဘူးလို့ထင်ခဲ့တဲ့အရာကိုပဲတခါတလေယူရမိတာဖြစ်နေတယ်ဟုတ်ရဲ့လားမြတ်စွာဘုရားတက္ကတိုင်းကိုရောက်တော့ဒါလေးကိုပြောခြင်းတယ်ဗျာသူ့ရဲ့အမျိုးတွေပါပဲတာကီဝင်တွေပဲအဲ့ဒါမြတ်စွာဘုရားကမေးတယ်တခါကြီးတို့ဥပုံနေတိုင်းဥပုံဆောင်လားလို့မေးတယ်မြတ်စွာဘုရားကမေးတော့တခါကြီးတွေကလည်းမလိမ္မာဘူးအမှန်တိုင်းပြောလိုက်တယ်မှန်လားပါဗျာတပည့်တော်တို့ကလူသားတွေဆိုတော့စီးပွားရေးကလည်းရှာသေးတယ်အဲ့တော့တခါတလေလဲစောင့်ပါတယ်ဗျာတခါတလေလဲမစောင့်ပါဘူးဗျာအဲ့လိုဖြေတယ်ဒကမာကြီးတို့မေးရင်တော့ဘယ်လိုဖြေမှာလဲအဲ့ဒီအဖြေတိုင်းပဲအတူတူပဲဟုတ်လားအဲ့ဒီတော့မြတ်စွာဘုရားကဘာပြောတုံးဆိုတော့ဒကာကြီးတို့တဲ့သင်တို့အရမတော်လေစွာဥပုပ်ကိုတခါတလေစောင့်ပြီးတော့တခါတလေမစောင့်ဘူးဆိုလို့မြတ်စွာဘုရားကပြောနေတာသင်တို့အရမတော်လေစွာတကယ်ဆိုရင်သင်တို့မှာသေခြင်းတည်းဟုသောဘေးကြီးတန်လန်ရှိပါလျက်ခင်နဲ့စိုးရိမ်ခြင်းတည်းဟုသောဘေးကြီးတန်လန်ရှိပါလျက်ခင်နဲ့ဥပုပ်ကိုတခါတလေမှစောင့်တယ်တခါတလေမစောင့်ဘူးဆိုတာသင်တို့အရမတော်လေစွာအပြစ်တင်တာဗျအဲ့ဒီမှာမြတ်စွာဘုရားကရုဏာကြီးတော့ဘာဆက်ပြီးတော့ရှင်းပြတော့ဆိုတော့တခါကြီးတွေကိုတခါကြီးတို့တဲ့နေတိုင်းချွေးတီးတီးကြပြီးတော့သင်တို့ငွေရှားနေတယ်နော်ဒါဥစဉ်ကအချင်းချုပ်ပြောပြတာနော်အေးစီဝါရေးကြောင့်ပဲဖြစ်စားဝတ်နေရေးကြောင့်ပဲဖြစ်တချို့စားဝတ်နေရေးတော့ပြည်စုံတဲ့လူတန်းတူနေနိုင်ရေးအတွက်သူများတဲ့ตาရေးအတွက်ရှာတာကတော့ဘယ်တော့မှကိုဆုံးမှာမဟုတ်နော်ဘယ်လိုပဲဖြစ်နေကိုအတွေးနဲ့ကိုမှန်တယ်ထင်ပြီးတော့ရှားနေတာတွေမရှိဘူးလားရှိတယ်အဲ့ဒီလိုရှာလို့ရလာတဲ့စည်းစိမ်တွေကြောင့်သင်တို့9ရက်ပတ်လုံးအဲ့ဒီသင်တို့ရဲ့ချမ်းသာကိုတစ်ဆက်တည်းခံစားလို့ရလာတဲ့မြတ်စွာဘုရားကမေးတာအသက်နဲ့ယဉ်ပြီးတော့ရှာရတဲ့သင်တို့ဘဝနဲ့ယဉ်ပြီးတော့မြုပ်နှံပြီးတော့ရှာရတဲ့အဲ့ဒီကာမစည်းစိမ်တွေကြောင့်9ရက်ပတ်လုံးအဲ့ဒီစည်းစိမ်လေးရဲ့တန်တန်ခံစားလို့ရလာတဲ့မရ6ရက်လည်းမရဘူး9ရက်လည်းမရဘူး1ရက်လည်းမရဘူးတနာရီတောင်မရဘူးအဲ့ဒီချမ်းသာကိုတနာရီဇက်တိုက်ခံစားလို့ရလားမရဘူး1မိနစ်တောင်ဇက်တိုက်ကတော့ခံစားလို့မရဘူးတစ်ခုပြီးမှတစ်ခုပဲအဲ့ဒီမှာမြတ်စွာဘုရားကဘာပြောတယ်ဆိုတော့ငါဘုရားသာသနာတော်မှာငါရှာလို့တွေ့ထားတဲ့တရားဓုငါပြောတဲ့နီလန်းအတိုင်းသင်တို့လုပ်မယ်ဆိုရင်အဲ့လောက်ကြီးလည်းပင်ပန်းเสียမလိုဘူးတဲ့ဒါပေမဲ့တကယ်ရလာပြီဆိုရင်9ရက်တိတိကြားထဲမှာအရက်အနားမရှိဘဲနဲ့ငါရှာလို့တွေ့ထားတဲ့ချမ်းသာသင်တို့တကယ်လုပ်မယ်ဆိုလို့ရှိရင်9ရက်တိတိဇက်တိုက်ခံစားလို့ရတယ်တဲ့ကြီးညိုတဲ့အကောင်းတယ်မြတ်စွာဘုရားကိုချမ်းသာ2ခုကိုဘာလို့ပြတယ်ရှင်းပြတာအဲ့တော့ဒကာရမတို့ဒီလောက်အာမခံချက်ရှိနေတဲ့တရားတွေ့နေတယ်နော်ရွှေခွက်ကြီးတန်တရားဖြစ်เสียမရှိဘူးတကယ်တန်တရားဖြစ်တယ်ဆိုရင်ကိုယ့်ဘက်ကရွယ်လေးနှလုံးသုံးလုံးပေးရမှာတွန့်တော့မှာပေါ့အဲ့ဒါမပေးနိုင်ဘူးဆိုရင်ဒီရွှေခွက်ပေါ်မှာတန်တရားဖြစ်နေတာသိကြတယ်တချို့မြတ်စွာဘုရားသူ့တရားကိုဘယ်လိုကြီးညာချက်နဲ့ပြောတော့ဒကမာကြီးတွေနေတိုင်းဘုရားရှိခိုးနေတယ်လေဣတိပိတော်ရတယ်မဟုတ်လားရတယ်တရားကုံတော်ကလေးကအစကလေးကဘာလဲတော့သွက်ခါတော်သွက်ခါတော်ဆိုတာအဓိပ္ပာယ်ကဘာလဲကောင်းကောင်းဟောထားတာဘယ်လိုဟောထားတယ်ကောင်းကောင်းဟောတယ်ဆိုတဲ့အဓိပ္ပာယ်ကဘာလဲထပ်ပြီးတော့စစ်ကြည့်ကိုယ်တိုင်ရှာဖွေလို့တွေ့ပြီးတော့ကိုယ်တိုင်သိပြီးတော့မှပြောထားတာအဲ့ဒါကိုကောင်းကောင်းဟောတယ်လို့ခေါ်တာမလွဲနိုင်တဲ့နည်းသူကိုယ်တိုင်ကျင့်ပြီးတော့သူကိုယ်တိုင်ချမ်းသာပြီးတော့မှတောကြီးရောကြီးမှန်းရမ်းပြီးတော့ဒါလို့ရင်ဒီလိုဖြစ်နိုင်တန်ကောင်းရဲ့လို့မကြီးမရမသိမကြဝိုးတော်ဝါဒပြောထားတာတလုံးမှမပါအောင်အဲ့ဒါသုခတရဲ့အဓိပ္ပာယ်ပဲဦးဇင်းတို့ပိဋကတ်တော်အကုန်လုံးဟာသုခတဂုဏ်နဲ့ပြည့်စုံတယ်ကောင်းကောင်းဟောထားတာသုခတော်ပြီးတော့ဗာလေဘဂဝါတော်ကဂုဏ်တော်မဟုတ်ဘူးလေသုခတော်ဘဂဝတာဓမ္မောဘဂဝတာမြတ်စွာဘုရားရှင်ကိုတော်မြတ်ကြီးသည်ဟောကြားတော်မူသောဓမ္မောတရားတော်မြတ်သည်သုခတော်ကောင်းကောင်းဟောထားတယ်သုခတော်ဘဂဝတာဓမ္မောတန်ဒိဋ္ဌိကောကဘာပြောတာလဲကိုယ်တိုင်သိနိုင်နေအလိမ့်မခံရဘူးသူများပြောတာလေးတင်လမ်းဆုံးသွားတယ်မလို့ဘူးလက်တွေ့သိနိုင်တယ်အဲ့ဒီလောက်အာမခံချက်ရှိတဲ့တရားဘုရားသာသနာကလွဲလို့ဘယ်မှာမှမရှိဘူးတန်ဒိဋ္ဌိကကိုယ်တိုင်သိနိုင်တယ်အဲ့ဒါလောက်ရဲရင်ကျုံဝါပြီးတော့ဘုရားကဟောခဲ့တာတန်ဒိဋ္ဌိကပြီးတော့ဗါတဲ့တော့
အာကာလိကောအကြာကြီးစောင့်เสียမလို့ဘူးဟောဘလောက်အားရတယ်အကောင်းလဲနောက်ဘဝကြာမှချမ်းသာမယ်လို့ဟောထားတာမဟုတ်ဘူးအာကာလိကောအခုလို့ရင်အခုချမ်းသာတယ်ဓာတ်ရိုက်ပြောတာကမဲ့ညံကိုပြောတာမဲ့ညံအခုကြားလိုက်တာနဲ့စိတ်မချဘဲနဲ့ဖူညံတန်းဖြစ်တယ်အခုကိလေသာပယ်လိုက်တာနဲ့အခုတန်းပြီးတော့အေးသွားတယ်အဲ့ဒီဒိဋ္ဌိကိုပြောတာအာကာလိကဆိုတာတရားဓမ္မတို့ဦးဇင်းတို့တာမန်နားလည်အောင်ပြောမယ်ဆိုရင်အခုလို့ရင်အခုချမ်းသာတယ်ဒါနပဲဖြစ်ဖြစ်သီလပဲဖြစ်ဖြစ်အချိန်စောင့်เสียမလို့အချိန်စောင့်ပြီးမှအကျိုးပေးမှာကတပိုင်းအချိန်ကိုစောင့်နေရမလို့ပဲနဲ့အခုလို့ရင်အခုချမ်းသာတယ်ကောင်းကောင်းဟောထားတယ်ကိုယ်တိုင်သိနိုင်တယ်အကြာကြီးစောင့်เสียမလို့ဘူးမလုံးသင့်ဘူးလားဒီအလုပ်အဲ့ဒါလို့လုံးလို့ကိုယ်တိုင်သိလာပြီဆိုရင်ပြီးတော့ပါလာတော့အေဟိပတိကောခင်နဲ့မင်းနဲ့မေတ္တာရှိတဲ့လူတွေကိုလုံးကြည့်စမ်းပါနော်တိုက်တွန်းတဲ့နဲ့ကိုယ်တိုင်ကောင်းမှန်းသိလာတော့မေတ္တာရှိတဲ့လူကိုဒါကသဘာဝတရားပဲဒါဒီလိုသိလာရင်ဒီလိုပြောတယ်ဆိုတာသဘာဝတရားအဲ့ဒီလူရဲ့ပါဇက်ကိုပိတ်ထားလို့မရဘူးကိုကတကယ်မေတ္တာရှိတာကိုအေဟိပတိကောပြီးတော့ဗာလဲဩပနေယိကောဩပနေယိကောကဗာလဲကောင်းလွန်းလို့အမြဲတမ်းဆောင်ထားတဲ့နဲ့တဲ့ဆိုကြပါတော့ဒကာကြီးဒကာမကြီးများမှာဘေးအန္တရာယ်အကုန်လုံးကင်းပြီးတော့ပိယသိဋ္ဌိတွေဒနာသိဋ္ဌိတွေကာယသိဋ္ဌိတွေပြီးတဲ့ဓာတ်လုံးတစ်လုံးရှိမယ်ဆိုရင်ဘာလုပ်ထားမလဲအမြဲတမ်းဆောင်ထားမယ်ဒါဆောင်ထားရင်ဘယ်သူရိုက်လို့မှမသေးဘူးကားတိုက်လို့လည်းမသေးဘူးလူတိုင်းကချစ်မယ်စီဝါဥစ္စာလည်းဖြစ်မယ်ဘာလုပ်ထားမလို့ဆောင်ထားမယ်ဩပနေယိကောဆိုတာအဲ့ဒီအဓိပ္ပာယ်ကောင်းလွန်းလို့ကိုယ်တန်တန်မှာအမြဲတမ်းဆောင်ထားတဲ့တယ်ဒါကအဓိပ္ပာယ်တစ်မျိုးနောက်တစ်မျိုးကဘာလဲဆိုတော့သူ့ကိုဆောင်ရင်သူကကိုယ့်ကိုကောင်းတဲ့နေရာကိုပြန်ဆောင်သွားတယ်တဲ့ဩပနေယိကအဲ့ဒီလိုကြီးညာပြီးတော့ဘုရားကဟောတာနောက်6ခုမြောက်ခုံတော်ကဘာလဲတော့ပစ္စဒံဝေရိတဘောဝိညုဟိအဲ့ဒီလောက်ကောင်းတဲ့တရားဟာသင်ကိုဉာဏ်လည်းရှိမယ်လုံလကျုပ်ကိုအားထုတ်လို့ပညာလည်းထက်မြက်လာတယ်ဉာဏ်ရှိတဲ့ပုဂ္ဂိုလ်ဒီသာလျှင်အသီးသီးသိနိုင်ခံစားနိုင်တဲ့တရားတနည်းအားဖြင့်တော့ဉာဏ်ရှိမှခံစားလို့ရတဲ့တရားနော်ဒကာကြီးမိုက်မြတ်ဒါကြောင့်အဲ့ဒါလောက်စစ်မှန်တဲ့တရားဒီရွှေခွက်ကြီးကိုဟန်လုတ်ပြီးတော့မူလကြီးလုတ်ပြီးတော့နောက်တစ်ခေါက်လာပြီးတော့မှလဲမယ်ဆိုရင်မသေးကြတော့ဘူးဒကာမကြီးတွေနော်ဒါကြောင့်အခွင့်ကောင်းအခါကောင်းကိုမိမိတို့လက်ပေါ်မှာကျုံနေတယ်ကိုယ့်ရှေ့မှာကျုံနေတယ်ဒါကိုပိုင်နိုင်ယူလိုက်ဖို့အရေးမကြီးဘူးလားအရေးကြီးတယ်တကယ်လို့မြန်ခုနတုန်းကသေရိဝကုံတယ်လို့အဲ့ဒီရွှေကကြီးလွဲသွားမယ်ဆိုရင်တော့ဒကာဓမ္မတို့ဦးဇင်းတို့တွေပူရမှသေကြတယ်ပူရမှသေကြတယ်ခုတချို့သေဂာနိကာလရောက်ပြီဆိုတော့သေကြသွားပြီဘာလဲဆိုတော့ငါဘာမှဟိုးဟာမေမေရမရလိုက်ဘူးလို့သူသေကြသွားပြီဟင်ဒကမာကြီးတွေမြေကမ်းနားရောက်သွားပါသွားပြီရွှေခွက်ပါသွားပြီငါမရတော့ဘူးအိမ်ဒီမရဘူးနော်အေးအဲ့ဒါလိုပဲတချို့သေဂာနိပုဂ္ဂိုလ်တွေငါဒါနရောင်သီလရောင်နဲ့ဟောဒကာကြီးတို့မှကြီးနော်တကယ်ငါရဲ့အားကိုးရအစစ်အမှန်စိတ်ချရတဲ့အဆင့်ကိုလုံးနိုင်စွမ်းရှိပါလှည့်ကနေငါမလုပ်ခဲ့ဘူးငါစားကောင်းတောက်ကောင်းယုံလောက်လုပ်ခဲ့တာအဲ့ဒီမှာ तू လုံနိုင်ခွင့်တွေကို तू ဖြုံးပြီးခဲ့တာကိုတွေးပြီးတော့ तू ဝမ်းနေလိမ့်မယ်ပူလိမ့်မယ်ဒါပေမဲ့ဘာမှလည်းပြင်လို့မရတော့ဘူးခုနတုန်းကရွဲကုန်တဲ့ရဲ့ခံစားမှုမျိုးနဲ့ထူးမခြားနာခံစားချက်အဲ့ဒီအချိန်မှာရောက်လာလိမ့်မယ်ဒါလူ100မှာ99ယောက်ဒါနည်းပါသေးတယ်ဗျာလူ1000မှာ1ယောက်ဒီခံစားချက်လွတ်ဖို့ခရင်ပါလိမ့်မယ်အများစုသည်ဒီကနေ့အခါကာလမှာအဲ့ဒါလိုနောင်တတွေနဲ့နေကြရတာသိကြရတာများတယ်နောက်ညံလေးနဲ့စီစစ်ပြီးတော့ငါနောင်တရနေလို့လည်းအလကားပဲဘုရားတရားလေးအာယုံပြုပြီးတော့သိမယ်ဆိုပြီးတော့ပြင်းသွားတာကတော့တစ်မျိုးလေသိတော့မယ်ဆိုတာကိုသိတာနဲ့တပြိုင်နက်တည်းကိုအားမရတဲ့မကျေနပ်တဲ့စိတ်တွေလုံးနိုင်ခွင့်ရှိလျက်ကနဲ့ငါမလုပ်ခဲ့ဘူးလုံးနိုင်တဲ့လောက်ငါမလုပ်ခဲ့ဘူးငါလုံးချင်တဲ့လောက်ကလေးပဲလုပ်ခဲ့တာကိုဒါကတော့အတော်အတန်လုံးတဲ့လူလောက်ကိုဒီနောင်တကလာနိုင်တယ်နော်မိုက်မဲနေခဲ့တယ်ဆိုရင်ကတော့ပြောမနေနဲ့တော့ဟုတ်လားဒကမကြီးများဒါကြောင့်ရွဲကုန်တဲ့ရဲ့ခံစားချက်မျိုးဆိုတာလူ100မှာ99ယောက်လောက်ခံစားကြရတာပါဟုတ်လားဘာဖြစ်လို့လဲဆိုတော့ရတဲ့ရလိုက်တာကိုရအောင်လုံးမမသွားပဲကိုဗျဟုတ်လား
အပေါ်ယံလောက်နဲ့နေထိုင်ပြောဆိုပြီးတော့အချိန်ကုန်ရတာများတယ်ဟုတ်လားဒါကြောင့်အခွင့်ကောင်းအခါကောင်းကြီးတွေ့နေပါတယ်တရားဓမ္မတို့ဦးဇင်းတို့တွေဟုတ်ရလားအဲ့ဒါကိုအသုံးမချဘူးဆိုရင်တော့လွဲလိမ့်မယ်လွဲပြီဆိုရင်တော့ပူရပြီခုနတုန်းကရွှေခွက်နဲ့လွဲတော့မပူရဘူးလားပူရတယ်တရားဓမ္မတို့ဦးဇင်းတို့တွေအခုမပူရသေးဘူးဆိုတာကဘယ်တော့ကြာရင်တော့ငါလှုပ်လိုက်အောင်မယ်ဆိုတဲ့စိတ်ကူးလေးကရှိနေသေးတယ်လေအမြင်ကလေးကမပြတ်သေးဘူးဒီရွှေခွက်ကြီးကရာအောင်မှနဲ့တူတယ်ဟောစောစောကရွဲကုန်တယ်ရွာထဲမှာတော့ကတော့ရွဲတွေပါတွေပြည့်ုံတော့ပဲရှိသေးတာနှလုံးမကွဲသေးဘူးကန်းဆက်လည်းရောက်ပြီမရတော့ဘူးဆိုတာလည်းသိကြပြီဆိုတော့မှနှလုံးကဘာဖြစ်သွားတော့ကွဲသွားတာခုဒီကရမတို့ဦးဇင်းတို့တွေလည်းပဲယောဂါတွေနှိမ့်ဆက်ပြီဟောမလုံးနိုင်တော့ဘူးငါကတော့ဒီတိုင်းသွားတော့မှနဲ့တူတယ်ဆိုတဲ့အတွေးမျိုးတွေးရမယ်အချိန်ရောက်လာတဲ့နဲ့တပြိုင်နက်တည်းနောင်တတွေရလိမ့်မယ်အဲ့ဒါလို့အခြေအနေတွေမဆိုးသေးခင်မှာတရားဓမ္မတို့ဦးဇင်းတို့တွေလေးလေးနက်နက်တွေးပြီးတော့အခွင့်ကောင်းကိုထိထိရောက်ရောက်အသုံးချနိုင်ဖို့မလိုဘူးလားလိုတယ်မြတ်စွာဘုရားကတော့ကရုဏာကြီးစွာဖြင့်ဒီမှာပြောထားတယ်နော်အခွင့်ကောင်းကိုဆုံးရှုံးခန့်မယ်ချွတ်ချော်သွားစေမယ်ဆိုရင်တော့ဒီရွယ်ကုန်တဲ့လူမိုက်လို့ပူရလိမ့်မယ်လို့ဥပမာနှိုင်းပြီးတော့ပေးတာတရားဓမ္မတို့ဦးဇင်းတို့ကိုဓာတ်ရိုက်ပြောတာဗျာနော်တရားဓမ္မတို့ဦးဇင်းတို့တွေကအဲ့ဒီရွယ်ကုန်တဲ့ဇက်ကိုကြားရပြီးဖတ်မိပြီဆိုလို့ရှိရင်ကိုကမိုက်တဲ့ရွယ်ကုန်တဲ့နေရာမှာနေကိုမနေဘူးဟင်ဒကမာကြီးတွေဘယ်နေရာနေတာတော့ရွယ်ရသွားတဲ့ဘက်ကနေနေတာတကယ်ကဘယ်ဘက်ကဖြစ်နေလို့မိုက်တဲ့ကုန်တဲ့ဘက်ကဖြစ်နေတာဗျာခက်တီတီနဲ့မေပြစ်ချထားတဲ့ရွှေခွက်ကိုနောက်တစ်ခေါက်မှဟုတ်လားအဲ့ဒါဟုတ်လားအေးကိုအတွေးလေးတွေကိုကိုနည်းနည်းလေးနည်းနည်းလေးဖြစ်အောင်ပြင်ဖို့ဦးဇင်းတို့အတွေးစားလေးတွေတွေးဖို့ပြောပြတာဟုတ်လားအေးဒါကြောင့်ဦးဇင်းတရားပြောတာဘယ်နှပိုင်းလဲ၃ပိုင်းရှိသွားပြီအခွင့်အခါကောင်းကိုလုံးလဝရိယမရှိရင်တော့လွယ်တတ်တယ်လွဲရင်တော့ပူရတတ်တယ်အခွင့်အခါကောင်းဆိုတာဘာလဲမပြောခဲ့ဘူးလားပြောခဲ့တယ်ရပ်ပြစ်၈ပါးလွတ်နေတဲ့ဘုဒ္ဓပါရနဝမခဏဒီအခြေအနေလေးနော်ဉာဏ်လည်းကောင်းနေတယ်စိတ်လည်းကောင်းနေတယ်အခြေအနေလေးလည်းကောင်းနေတယ်ကျမ်းမာရေးလည်းကောင်းနေတယ်ကိုယ့်ဘက်ကလည်းအကုန်ကောင်းတယ်ပြင်ဘက်ကအခြေအနေတွေကလည်းကောင်းနေတယ်ဟုတ်လားအဲ့ဒါကိုကတန်ဖိုးထားတာတွေလွဲပြီးတော့လုံးလပြုတာတွေလွဲနေမယ်ဆိုရင်တန်ဖိုးရှိတာတွေနဲ့လွဲသွားလိမ့်မယ်ခုနတုန်းကယဟန်ပြင်းလို့ပေါ့နော်ပြီးမှအရေးရဲ့အကြောင်းကျွန်မအခုရခြင်းမအခုထလို့တော့ပေါင်ကျိုးလို့ကျိုးမျက်လုံးကန်းလို့ကန်းဟန်မရဘူးနော်အေးလုံလဝရိယမရှိရင်လွဲလိမ့်မယ်လွဲရင်ကတော့သေချာပေါင်းပူရလိမ့်မယ်ကိုရတဲ့ရလိုက်တာကြီးလွဲသွားတာမပူပဲနေပါမလားစောတော်တဲ့ကစမတွေ့ခဲ့ဘူးဆိုရင်ပူရမရှိဘူးအခုတွေ့ပြီးမှလွဲရမယ်ကိစ္စနော်အေးဒါကြောင့်တရားဓမ္မတို့အဲ့ဒါတရားရဲ့တတိယဘိုင်းဟုတ်ရဲ့လားတရားကောင်းစဉ်ကတော့ယဟန်မြင်းနဲ့ရွဲကုန်တယ်လို့ဦးဇင်းကပေးလိုက်တာပဲစိတ်แท้ပေါ်လာတာပေးလိုက်တာပဲဟုတ်လားဒါကြောင့်ပေးသက်ပေါင်းသူတော်ကောင်းတို့အခုဦးဇင်းတရားဟောတာတဏှာကြီးတောင်ခွဲတော့မယ်နော်စဉ်းစားစရာလေးတွေတွေးစရာလေးတွေကိုဦးစားပေးပြီးတော့ပြောလိုက်ပါတယ်ဟုတ်လားအခွင့်ကောင်းအခါကောင်းကံကောင်းမှုကြီးနဲ့တွေ့နေပါတယ်လုံလဝရိယကိုမှန်ကန်တဲ့နေရာမှာထုတ်ပြီးတော့အခွင့်အခါကောင်းနဲ့မလွဲအောင်ကြိုးစားနိုင်ကြပါစေမလွဲဘူးရပြီဆိုရင်တော့အေးအေးချမ်းချမ်းနေရပါလိမ့်မယ်ဒါလေးကိုရည်ရွယ်ပြီးတော့ဒီကနေ့ညဒီတရားကိုပိဋကပေါင်းသူတော်ကောင်းတို့ကိုဦးဇင်းတို့ပြောပါတယ်ဟုတ်လားအေးဒါကြောင့်တရားထိုင်ပြီးတော့ဦးဇင်းတို့ရဲ့တရားပွဲကိုအဆုံးသတ်ရအောင်နော်ပြီးရင်မေတ္တာပို့ပြီးတော့နော်ခုတော့9မိနစ်လောက်ဘာလုပ်ကြရမလဲတရားထိုင်ကြရမယ်အားလုံးမိမိတို့အားထုတ်နေကြနီးရှိတယ်မိမိတို့ကြိုက်တဲ့နီးနဲ့အားထုတ်နိုင်ပါတယ်ဦးဇင်းတို့ပြောတာကိုကြိုးစားကြည့်မယ်ဆိုရင်လည်းကြိုးစားကြည့်နိုင်ပါတယ်ဒကာကြီးတွေကတင်မလီခွေထိုင်ဒကမာကြီးတွေကကျုံကျုံထိုင်ခေါင်းလေးတွေတည်တည်ထားစိတ်ကိုချမ်းချမ်းသာသာကြည်ကြည်လင်းလင်းရှင်ရှင်လန်းလန်းထားပါမိမိတို့ရဲ့စိတ်ကိုနှာလေးပြားကိုအာယုံပြုပါ
ဝင်လေလေးဝင်နေတာရှိပါတယ်ထွက်လေလေးထွက်နေတာရှိပါတယ်ဝင်လေလေးဝင်တဲ့အခါမှာနှာသီးပြားတနေရာကိုထိခိုက်ပုတ်ထိုက်ပြီးတော့ဝင်သွားပါလိမ့်မယ်အဲ့ဒီထိတဲ့သဘောလေးကိုထွက်လေထွက်တိုင်းထိတိုင်းသိကြိုးစားပါဘုရားယန္တာအရိယာသူတော်ကောင်းကြီးများအမြဲတမ်းမြတ်လို့တဲ့အလုပ်ကိုလုပ်နေတာမြတ်စွာဘုရားကိုအမြတ်ဆုံးပူဇော်နေတာအတန်ကြီးကြားလို့စိတ်ဓာတ်တွေပြန့်လွင့်နေလို့စိတ်မပြတ်ပါနဲ့ရသလောက်လေးကြိုးစားမယ်စိတ်ဟာလက်ဖြစ်တဲ့အတွင်းမှာဂရေတသိန်းလောက်ဖြစ်ပြီးချုပ်တယ်လို့ကြားဖို့ပါတယ်ထိတာလေးကိုသိနေတဲ့အချိန်ဟာမကြားပဲမလို့ကုသိုလ်စိတ်တွေအများကြီးဖြစ်သွားတာပါဝင်လေဝင်တိုင်းထိတိုင်းသိထွက်လေထွက်တိုင်းထိတိုင်းသိထိတာကိုသိနေတဲ့အချိန်မှာလောဘဒေါသမောဟတွေဖြစ်ခွင့်မရလို့မဖြစ်ပါဘူးလောဘဒေါသမောဟတွေမဖြစ်တဲ့အတွက်ကြောင့်ထိတာလေးကိုသိနေတဲ့အချိန်မှာမြင်မြတ်စင်ကြယ်တယ်လို့ဆိုရပါတယ်အာနာပါနကမ္မဋ္ဌာန်းကိုစီးပြန်နေတာအာနာပါနဘာဝနာကိုပွားများရင်တတိပဋ္ဌာန်တရား၄ပါးပြည့်စုံတယ်လို့မြတ်စွာဘုရားဟောပါတယ်တတိပဋ္ဌာန်တရား၄ပါးကိုပွားများရင်ဘုဇဉ်9ပါးပြည့်စုံတယ်လို့မြတ်စွာဘုရားဟောပါတယ်ဘုဇဉ်9ပါးကိုပွားများရင်ဝိဇ္ဇာဝိမု ക്തി လို့ဆိုတဲ့မဉ္ဇဉ်ဘုံဉဏ်တို့နဲ့ပြည့်စုံနိုင်တယ်လို့မြတ်စွာဘုရားဟောပါတယ်ဒါကြောင့်မဉ္ဇဉ်ဘုံဉဏ်ကိုရနိုင်တဲ့အမြဲတမ်းမြင့်မြတ်တဲ့အလုပ်ကိုလုပ်နေတာဝင်လေဝင်တိုင်းထိတိုင်းသိထွက်လေထွက်တိုင်းထိတိုင်းသိပိဋကတ်သုံးပုံကိုအနှစ်ချုပ်ရင်ဘောဓိပက္ခိယတရား39ပါးရတယ်လို့ဆိုပါတယ်ဘောဓိပက္ခိယတရား39ပါးကိုအနှစ်ချုပ်ရင်မဲခင်10ပါးရတယ်လို့ဆိုပါတယ်မဲခင်10ပါးကိုအနှစ်ချုပ်ရင်သီလသမာဓိပညာသိက္ခာ3ပါးရတယ်လို့ဆိုပါတယ်သိက္ခာ3ပါးကိုအနှစ်ချုပ်ရင်အပမာဒဆိုတဲ့တတိတရားတစ်ခုရတယ်လို့ဆိုပါတယ်ဒါကြောင့်ထိတာကိုသိနေတဲ့အချိန်မှာအပမာဒဆိုတဲ့မမေ့မလျော့ခြင်းတရားဖြစ်နေတာဝင်လေဝင်တိုင်းထိတိုင်းသိထွက်လေထွက်တိုင်းထိတိုင်းသိထိတာကိုသိနေတဲ့အချိန်မှာကာယကံတောင်းကျမှုဝစီကံတောင်းကျမှုမရှိလို့သီလသိက္ခာနဲ့ပြည့်စုံတယ်လို့ဆိုရပါတယ်ထိတာကိုသိနေတဲ့အချိန်မှာမနောကံတောင်းကျမှုမရှိလို့သမာဓိသိက္ခာနဲ့ပြည့်စုံတယ်လို့ဆိုရပါတယ်ထိတာကိုသိနေတဲ့အချိန်မှာအမှန်တရားကိုသိနေတဲ့အတွက်ကြောင့်ပညာသိက္ခာနဲ့ပြည့်စုံတယ်လို့လည်းဆိုရပါတယ်ဒါကြောင့်ထိတာကိုသိတိုင်းသီလသမာဓိပညာသိက္ခာ3ရပ်အချင်းမြတ်ကိုကျင့်သုံးနေတာဝင်လေလေးဝင်တိုင်းထိဆိုပြီးတော့ထိတဲ့သဘောလေးတွေဆင်ဆက်မပြတ်ဖြစ်ပေါ်သွားတာအဲဒီထိတဲ့သဘောလေးတွေကိုအသေးစိတ်သိအောင်ကြိုးစားပါထွက်လေလေးထွက်တော်လေထိတဲ့သဘောလေးတွေ
စင်စစ်မပြတ်ဖြစ်ပေါ်သွားတယ်အဲ့ဒီထိတဲ့သဘောကိုသိအောင်အသေးစိတ်သိအောင်ကြိုးစားပါမြတ်စွာဘုရားကိုစွန့်ရည်ချမ်းပန်းစီမီတို့ဖြတ်လှူဒန်းပူဇော်တာထက်ဒီအကျင့်မြတ်ကိုကျင့်သုံးခြင်းကအမြတ်ဆုံးပူဇော်ခြင်းလို့မြတ်စွာဘုရားဟောပါတယ်။ဒါကြောင့်မြတ်စွာဘုရားကိုအမြတ်ဆုံးပူဇော်ခြင်းဖြင့်ပူဇော်နေတာဝင်လေဝင်တိုင်းထီတိုင်းတည်ထွက်လေထွက်တိုင်းထီတိုင်းတည်ခိုင်ဦးဇင်းတို့10မိနစ်လောက်ရှိပါပြီပေတပေါင်းတော်ကောင်းတို့မြတ်စွာဘုရားကိုမြတ်သောအခြင်းဖြင့်အမြတ်ဆုံးပူဇော်ခြင်းဖြင့်ပူဇော်ရပေတယ်လို့ဝမ်းမြောက်ဝမ်းသာဖြစ်နိုင်ကြပါစေဘဝတုတ္တဗမင်္ဂလာရခန္တုတ္တဗတိဝတ္တတဗ္ဗဓမ္မာနုဘာဝေနတရာဒုက္ခိဘဝန္တုတိဘဝတုတ္တဗမင်္ဂလာရခန္တုတဗ္ဗတိဝတ္တတဗ္ဗသံဃာနုဘာဝေနတရာဒုက္ခိဘဝန္တုတိတေတုမာကတင်တရားနာပိသပေါင်းတော်ကောင်းတို့စာထာအလုံးသောတတ္တဝအနန္တတို့အားသဗ္ဗမင်္ဂလာလောကီလောကုတ္တရာကောင်းစုသမျှမင်္ဂလာဝဝတိဘဝတုကောင်းစွာမသိဖြစ်တော်မူကြပါစေတည်းသဗ္ဗဒေဝတာမိမိတို့ခန္ဓာကိုယ်မှာစောင့်ကြနေကြကုန်သောနတ်မိမိတို့အိမ်မှာစောင့်ကြနေကြကုန်သောနတ်မိမိတို့သာသနာမိမိတို့ကောမှာစောင့်ကြနေကြကုန်သောနတ်မျက်နှာကောင်းနာပေါင်းတို့ကလည်းပဲလက်ခံတို့ကောင်းစွာမသိဆောင်ရှောက်တော်မူနိုင်ကြပါစေတည်းသဗ္ဗဗုဒ္ဓ ानु ဘာဝေနာခေငါဝါလူသေးစုမကပွင့်တော်မူကြတဲ့သုလူတော်တာဘာဘုရားရှင်ကိုတော်မြတ်တွေရဲ့တကုတေဇောအာနုဘောတော်တို့ကြောင့်၎င်းသဗ္ဗဓမ္မာ ानु ဘာဝေနာဗေလိတံဘူလိတံနိဗ္ဗာန်ပရိယတိဟုဆိုသောစေတံတော်တရားတော်မြတ်တွေရဲ့တကုတေဇောအာနုဘောတော်တို့ကြောင့်၎င်းသဗ္ဗသံဃာ ानु ဘာဝေနာဗေကတံလေးရောက်ဖလတံလေးရောက်ဆိုသောရှေ့ရောက်တော်တရားသံဃာရှင်မြတ်တို့နဲ့၎င်းသီလကိုသမာဓိကိုပညာကိုတို့နဲ့ပြည့်စုံတော်မူရတဲ့သမုဒိတံဃာရှင်ကောင်းရှင်မြတ်ပေါင်းတို့ရဲ့တကုတေဇောအာနုဘောတော်တို့ကြောင့်၎င်းတရားနိယောညပါဘေကမဆိုင်ခြင်းရှိတိုင်းရှင်ရှိတိုင်းဒုက္ခိကိုစိတ်နှပြချမ်းမာချမ်းသာရင်ရှိရကုန်သည်ဘဝတို့ကောင်းစွာမသိဖြစ်တော်မူကြပါစေတည်း